ယနေ့သာသနာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1385ခုပြာသူလဆန်း17ရက်ခရစ်နှစ်2014ခုနှစ်တလပိုင်း17ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးတိုင်းအမရပူရမြို့နယ်တောင်ရီရွာဓမ္မပူဇနိယနေရာဌာန၌မန္တလေးတိုင်းကောဇကံအတွင်းသတင်းသုံးနေထိုင်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်ရွာမိရွာဖလူကြီးမင်းများအားအမှုထား၍တောင်ရွေးရွာပရမတ္ထသစ္စာလူမှုကူညီရေးအသင်းကြီးဤတနှစ်ပြည့်အထိမ်းအမှတ်ပထမရှင်များဖြစ်ကြသောတောင်ရွေးစံပြကြီးရွာဥသန်းအောင်အားအမှုထား၍ဥကိုကိုမောင်တော်ဆန်းဆန်းမြတ်သမီးမချမ်းမြတ်သွယ်မခိုင်စာဝင်းမိသားစုတို့နှင့်တကွတရားနာပိသပေါင်းသူတော်ကောင်းတို့မှစုပေါင်းလူရန်ပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတွေအတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူသယံဘုညံတော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စေတော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤခုံတော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအဆုံးအမတရားဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2558ခုနှစ်တိုင်တိုင်အတွန်းရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လဲနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဥစဉ်ဤမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေတော်
ကဲအလုံးသောတရားနာကြွရောက်လာကြသောသူတော်ကောင်းအပေါင်းတို့နှင့်တကွတောင်ရွေးရွာအတွင်းမိတိနေထိုင်ကြသောလူနာများစွာတတ္တဝါတို့အားလုံးကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဟုဆိုအပ်သောအကုသိုလ်တရားများမှရှောင်ရှားနိုင်ကြပါစေကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဟုဆိုအပ်သောကုသိုလ်တရားများအစဉ်ပွားများအားထုတ်နိုင်ကြပါစေဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ကြုံတွေ့ကြမှာမိမိတို့ရဲ့သီလသမာဓိပညာသိက္ခာ၃ရပ်ကိုကောင်းစွာဖြည့်ကျင့်ပွားများအားထုတ်နိုင်ကြကုန်သည်ဖြစ်လျက်ဒီတဘဝဒီတသက်ဒီခန္ဓာအတွက်တမ္မာအာဇီဝဖြင့်အသက်မွေးဝမ်းကြောင်းပြုနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေဒီဘဝဒီခဏမှာပဲသီလသမာဓိပညာပိုင်ရှင်အဓိသီလအဓိစိတ်ဓာတ်အဓိပညာပိုင်ရှင်များအဖြစ်နဲ့မဲ့ဖို့နိဗ္ဗာန်မျက်မှောက်ပြုနိုင်ကြပါစေလို့ဥစွာပထမအားလုံးမေတ္တာပို့သပေးလိုက်ပါနော်ကဲယောဂီတို့ယနေ့သူတော်ကောင်းတို့ဦးဇင်းတို့တွေရဲ့လက်ရှိဘဝအခြေအနေကိုသုံးသပ်ကြည့်ရင်ယခုသူတော်ကောင်းတို့ရထားတဲ့ဘဝသည်တန်ဖိုးမရှိတဲ့အခြေအနေသောဘဝလားတန်ဖိုးရှိသောဘဝလို့တန်ဖိုးရှိသောဘဝလို့ဆိုမယ်ပေါ့နော်။ဘာကြောင့်ဒီလိုဆိုနိုင်သလဲကိုယ်ဘဝတန်ဖိုးကိုကိုသိရမယ်။ဘာကြောင့်တန်ဖိုးရှိတဲ့ဘဝလို့ဆိုနိုင်တဲ့တုံးလို့မေးခဲ့လို့ရှိရင်ဘယ်သူကပဲမေးခုသူတော်ကောင်းတို့သည်ဗုဒ္ဓမြတ်စွာဤသာသနာအဆုံးအမတဲ့တွေ့မတွေ့မြတ်စွာဘုရားပွင့်တဲ့ကာလနဲ့ကြုံမကြုံကြုံနေဘုရားပွင့်တဲ့ကာလနဲ့ကြုံတော့ဘုရားရဲ့အဆုံးအမတွေနာကြားခွင့်ရတဲ့ဘဝဟာတန်ဖိုးရှိမရှိဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောနိုင်သလဲလို့မေးရင်ဘုရားဆုံးမတွေကြားနာရတော့ကုသိုလ်အကုသိုလ်မသိရဘူးလားကုသိုလ်အကုသိုလ်သိသိလျောက်မိမိတို့ရဲ့ကာယကံဝစီကံမနောကံတွေကိုအကောင်းဆုံးပြုပြင်ထိမ့်သိမ့်လို့ရမရထိမ့်သိမ့်เสียနိလန်းရှိမရှိဟုတ်ပြီအဲ့တော့တော်ကောင်းတို့မှာဘုရားယရနာနဲ့ကြုံမကြုံတရားယရနာနဲ့တွေ့မတွေ့ဒါဖြင့်သံဃာယရနာနဲ့ကောတွေ့ကြပြီဗုဒ္ဓောလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောအနုတ္တရံပုညခိတံဒါယရနာ၃ပါးရဲ့ဂုဏ်ကျေးဇူးဗုဒ္ဓသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားတင်သိမြင်တော်မူသောသဗ္ဗညုတဉာဏ်တော်ရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗဗာဏိနံအလုံးစုံသောတတ္တဝါအပေါင်းတို့၏ဟိတာယအကျိုးငါဟောတတ္တဝါတွေရဲ့ဗါတဲ့အကျိုးငါတဲ့လောကီလောကသုံးပါး၌ဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ကြပါပေကုန်၏မြတ်စွာဘုရားလောကမှာပွင့်လာတယ်ဆိုတာကဟောဒီတတ္တလောကကြီးဩကာသလောကကြီးသင်္ခါရလောကကြီးဆိုတဲ့လောကသုံးပါးရဲ့အကျိုးငါပွင့်လာတာဘုရားပွင့်လာခြင်းကြောင့်လောကအတွက်အကျိုးရှိမရှိတန်ဖိုးရှိမရှိအဲ့တော့ဘုရားပွင့်တယ်ဆိုတာကလည်းပြောအောင်မယ်လောကမှာပွင့်တာဘုရားပွင့်တာမှန်ပြီအခုသူတော်ကောင်းတို့ဘုရားနဲ့တွေ့သလားတွေ့လားဘုရားဆိုတာသူ့ကိုဘာလို့ဘုရားလို့ခေါ်လဲလောကကိုအမှန်တရားစီဖော်ထုတ်ပြသဆုံးမတော်မူတတ်လို့ဘာလို့ခေါ်အဲ့တော့အခုဘုရားပွင့်တဲ့ကာလဟုတ်မဟုတ်ဘာလို့ဘုရားပွင့်တဲ့ကာလလို့ပြောဘုရားအဆုံးအမတွေရှိနေသေးလို့
အဆုံးမရှိနေသေးသည်၍ဖရာရှိနေတယ်မထာအဆုံးမရှိသည်၍ဖရာရှိတယ်အခုသူတော်ကောင်းတို့မှာဖရာရှိလားတောင်ရွေးရွာမှာဖရာရှိလားဘယ်မှာတော့ဟိုဘုန်းကြီးကျောင်းထဲကဆင်းတူကြီးပြောတာလားရွာဦးစီရိယဟာပြောတာလားဖရာဆိုတာဘာလဲဆုံးမသူတော်ကောင်းတို့ရွာမှာဖရာရှိတယ်မရှိဘူးဆိုတာဘာနဲ့သက်သေပြမလဲဆိုရွာသူရွာသားတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုဘယ်လောက်တန်ဖိုးထားသလဲလေးစားလိုက်နာသလဲဆိုတဲ့အပေါ်မှာမူတည်တယ်တို့ရွာသူရွာသားတွေကဘုရားအဆုံးအမတိုင်းနေကြရဲ့လားသူများအသက်သတ်ခြင်းကကင်းရလားသူများဥစ္စာခိုးခြင်းကကင်းရလားသူများသားမယားပြစ်မှားစော်ကားခြင်းကကင်းရလားမှုသားပြောခြင်းကကင်းရလားကြမ်းတမ်းသောယုံညံ့သောစကားတွေပြောခြင်းကကင်းရလားဂုံတိုက်သောစကားပြောခြင်းကကင်းရလားသိမ်ဖြင်းပေါ့ပြက်သောစကားပြောခြင်းကကင်းရလားဟုတ်ပြီနော်သိရသေးရဲ့တောက်စားမှုရခြင်းကကင်းသလားဒါကြည့်ဟုတ်ပလားအဲ့တော့ရွာထဲမှာအရက်တောက်တဲ့လူရှိတယ်ဆိုအဲ့ဒီရွာမှာဖျားမပွင့်သေးဘူးဖျားမရှိဘူးဟုတ်ပလားကိုယ်အိမ်မှာရောကိုစီအိမ်မှာဖျားရှိသလားဘာနဲ့သက်သေထူမယ်ဒီအိမ်ထဲကလူတွေကဘုရားအဆုံးအမကိုဘယ်လောက်လိုက်နာကြသလဲဘုရားရှင်ရဲ့အဆုံးအမတိုင်းကာယကံမှုဝစီကံမှုမနောကံမှုခုနကကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်မပြောဘူးလားကာယဒုစရိုက်သူသက်သက်ချင်းသူဥစ္စာခိုးခြင်းသူများသားမယားပြစ်မှားခြင်းဒီအိမ်ထဲကလူတွေကင်းရလားဟုတ်ပြီနော်မှုသားပြောခြင်းကင်းရလားကြမ်းတမ်းသောစကားပြောခြင်းကင်းရလားဂုံးတိုက်သောစကားပြောခြင်းကင်းရလားသိမ်ဖြင်းပေါ့ပြအနှစ်မပါသီလသမာဓိပညာသိက္ခာ300အတွက်မပါသောစကားတွေပြောဆိုခြင်းမှကင်းရလားဟုတ်ပြီနော်ဝစီဒုစရိုက်တွေကင်းရမယ်မနောဒုစရိုက်ဒီအိမ်ထဲကလူတွေအိတ်တာမစ္စရိယကိုယ်အိမ်သားအချင်းချင်းတောင်တယောက်နဲ့တယောက်အိတ်တာမစ္စရိယကင်းရလားအဘိဇ္ဇာဗျာပါဒကင်းရလားမိစ္ဆာဒိဋ္ဌိကင်းရလားအိမ်ထဲမှာနတ်အောင်ရှိနေအောင်မယ်ဆိုတာမိစ္ဆာဒိဋ္ဌိအိမ်ဘုရားအိမ်မဟုတ်ဘူးရှင်းသလားဘာလို့ဆိုသူကဘုရားကိုးကွယ်မှုမစင်ကြယ်ဘူးဘုရားတစ်ပါးတည်းနဲ့မလုံလောက်ဘူးလို့ခံယူထားတာမြတ်စွာဘုရားပွင့်လာတာလောကအကျိုးငါဆိုတာယုံသလားမြတ်စွာဘုရားသည်သူတော်ကောင်းတို့အတွက်လောကီလောကုတ်နှစ်ဖြာသောအကျိုးကိုဆောင်နိုင်တယ်ဆိုတာကိုယုံသလားမြတ်စွာဘုရားကိုးကွယ်ထားယုံနဲ့အန္တရာယ်ကင်းပါမလားဟမ်ဘေးရှင်းပါမလားဟိုအိမ်တွင်းလိုသေးလားဟိုဘိုးဘိုးအောင်ဘိုးမင်းကောင်ခင်ဗျားတို့ဘုရားရှင်ရှုပ်ချက်ကိုခတ်နေတာဘုရားဆိုတာလောကမှာအတုမရှိအနှိုင်းမဲ့ဗုဒ္ဓောလောကေသမုပ္ပန္နောဟိတာယသမ္ပပါဏိနံဗုဒ္ဓောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအပေါင်းတို့သည်အများနဲ့ပြောရင်ဒီလိုပေါ့ဗျာဖယားဆိုတာတဆူတည်းပွင့်တာမဟုတ်ဘူးဗုဒ္ဓံသရဏံကိစ္ဆာမိလို့ပြောလိုက်တာနဲ့သစ္စာ၄ပါးတရားသိမြင်ကျွတ်တန်းဝင်၍တတ္တဝါအများကိုချွေချွတ်တော်မူသွားတဲ့ဂင်္ဂါဝါလူသဲစုမကဖယားအားလုံးကိုရှ िख ိုးပြီးသားဖြစ်တယ်အဲ့ဒီဘုရားအလုံးရဲ့တကောကခင်ဗျားတို့အိမ်တွင်းဖေကြီးကိုမမီဘူးလားဟမ်ရင်းမြူရှင်ကိုမမီဘူးလားကိုးမျိုးရှင်ကိုမမီဘူးလားအန်ကုန်းကွာရင်လက်ချမီကိုမမီဘူးလားစဉ်းစားငတုံးနေသဘောပါလားသာသနာနဲ့တွေ့မတွေ့ငါတို့အိမ်ထဲမှာသာသနာဘုရားရှိမရှိဆိုတာအဲ့ဒါအဖြေတွေပဲမှတ်ထားကြတောင်ပြုံးပြေယရဏကူပြေရောက်ရက်ခတ်နေတာအဲ့ဒါဖျားမပွင့်တဲ့ဒေသပစ္စံတရစ်ကလူတွေလို့ခေါ်တယ်ရှင်းမလားကိုးကွယ်ရမဲ့နေတဲ့ပုဂ္ဂိုလ်တွေအဲ့တော့တို့မှာဖျားယရဏရှိမရှိဓမ္မောလောကေသမုပ္ပန္နောဒုက္ခယာသဗ္ဗပါဏိနံဓမ္မောမြတ်စွာဘုရားဟောကြားအပ်တဲ့အရိယသစ္စာ၄ပါးမြတ်တရားမဂ်ကင်၈ပါးတရားတော်တွေရှိမရှိအဲ့ဒီတရားတွေဟာသဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့အတွက်ဒုက္ခယချမ်းသာခြင်းအလို့ငါဘာလို့ငါ
တရားဆိုတာတတ္တဝါတွေအတွက်ဆင်းရဲဖို့လားချမ်းသာဖို့လားတရားအသိကလေးတစ်လုံးရှိတာနဲ့ဘဝအဆင့်တန်းတွေတဖြည်းဖြည်းမြင့်တက်လာတရားမသိတဲ့လူနဲ့သိတဲ့လူဘဝချင်းတူသလားတန်ဖိုးချင်းတူသလားဒါဖြင့်ဘုရားရှင်ရဲ့တရားတော်သည်ခမည်းတော်ကျုပ်တို့ရဲ့အလုံးစုံသောချမ်းသာကိုဆောင်နိုင်မဆောင်နိုင်ယုံသလားဒါဖြင့်တပါးသောအားကိုးစရာလိုသေးလားတရားမတန်ဃောလောကီသမုပ္ပန္နောတန်ဃာတော်အရှင်သူမြတ်တွေလောကမှာပေါ်ပွင့်အလုံးသူတော်ကောင်းတို့အတွက်ကိုးကွယ်ရာတန်ဃာတွေရှိမရှိတန်ဃာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသီလသမာဓိပညာသိက္ခာ၃ရပ်ကိုကောင်းစွာကျင့်ကြံအားထုတ်နေရတဲ့အားထုတ်နေကြတဲ့ဘုရားရဲ့တပိသားတန်ဃာသည်အနုတ္တရံအနိုင်မဲ့အတုမရှိသောပုံညခေတ္တံကုသိုလ်ကောင်းမှုတို့ရဲ့စိုက်ပျိုးရာတန်ဃာတော်အရှင်သူမြတ်တွေရှိနေတဲ့အတွက်ခင်ဗျားတို့ကောင်းမှုတွေဖြစ်ထွန်းခွင့်ရမရအခုဒါနသီလဘာဝနာတွေဆောက်တည်ခွင့်ရနေတာပွားများခွင့်ရနေတာဘယ်သူတွေကြောင့်သံဃာတွေကြောင့်ဒါကြောင့်ယရနာတို့မှာဘယ်နှပါးရှိတယ်မြတ်စွာဘုရားယရနာရှိပွင့်ထွန်းလာတဲ့အတွက်လောကအတွက်အကျိုးရှိမရှိလောကကိုအသာထားမိမိတို့အတွက်ကောယုံသလားငါတို့မှာဘုရားမတပါးကိုးကွယ်ရတရားလုံးတော့ဗုဒ္ဓောမေတရဏံဗုဒ္ဓံတရဏံယစ္ဆာမိဗုဒ္ဓောမေငါတို့အတွက်ဗုဒ္ဓောမြတ်စွာဘုရားမှတပါးအဉ္ဉံမှတပါးကိုးကွယ်ရသိကြတယ်နော်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ပါ၏ဗုဒ္ဓံပူဇေးမိဘယ်လိုပူဇော်ဘုရားကိုဘာနဲ့ပူဇော်တရားနဲ့နားထောင်ကောင်းယုံစကားလှယုံပြောတတ်ယုံနဲ့နေရမကြသေးဘူးကျုပ်ကခင်ဗျားတို့ကျုပ်တို့တမ္မာအယတ်သူအယတ်သားတွေဘက်ကယက်တည်နေတဲ့ဘုန်းကြီးနော်ဟုတ်စကားလှလှတွေကျုပ်မသုံးတတ်ဘူးနော်ကြိုက်လည်းမကြိုက်ဘူးခင်ဗျားတို့နားလေတဲ့စကားနဲ့ပဲပြောမယ်ဖះကိုဘယ်လိုပူဇော်မလဲလို့ဆိုရင်အယတ်သားနားလေတဲ့စကားနဲ့ပြောဖះစကားနားထောင်ခြင်းဖြင့်ပူဇော်ပါမယ်ဖះမှတ်တာတရားနဲ့ပူဇော်မယ်ဒီဘာတွေရောင်ဝါးတွေမလုံးနဲ့တရားဘယ်လိုပူဇော်မလဲလမ်းမဆုံးခင်ဗျားတို့စကားရှင်းလားကိုယ်အဆင့်နဲ့ကိုသိသိတာလောက်ပဲသွားမသိသိတာတွေရမ်းပြောမနေနဲ့ကိုမသိတာတွေလှုပ်နေလှုပ်ရှုပ်ကျုပ်ကိုဘသူဘလောက်နှိတ်ကွခင်ဗျားတို့အကျိုးရှိဖို့ပဲလို့တယ်ဟိုပညာမဲ့တွေနှိတ်ကွနေတာတို့ထက်တွက်နေလို့အပိုးပဲလောကအကျိုးကိုဘလောက်ဆောင်နိုင်တယ်လဲလူများရဲ့အကျိုးကိုဘလောက်ဆောင်တယ်ဒါတို့သိတာမဟုတ်ဘူးအဲ့တော့အယတ်သားဟာအယတ်သားစကားနဲ့ပဲတို့ပြောမယ်ဘုရားကိုဘာနဲ့ပူဇော်မြတ်စွာဘုရားစကားနားထောင်ခြင်းဖြင့်ပူဇော်မယ်ဒါကြောင့်ဗုဒ္ဓောမေတရဏံအဉ္ဉံနတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိပြန်ပြောမြတ်စွာဘုရားကမလုံးနဲ့လို့တားမြစ်ထားတာသည်အပြစ်ရှိလို့လားမရှိလို့ဆင်းရဲပေးမှမို့လို့လားချမ်းသာပေးမှမို့လို့နော်တားမြစ်ထားတယ်ဆိုတာဆင်းရဲစေတတ်တဲ့တရားတွေမို့တားမြစ်ထားတာယုံသလားအဲ့တော့ဗုဒ္ဓံပူဇေးမိဘုရားကိုပူဇော်ပါ၏ဆိုတာမြတ်စွာဘုရားဆွမ်းပန်းရေချမ်းကတ်လို့အဲ့ဒီပူဇော်အထူးကိုမြတ်စွာဘုရားကနှစ်သက်သလားပစ္စယအဓိကသမမဟုတ်မြတ်စွာဘုရားသည်တရားအတွက်ဘုရားဖြစ်လာတာတရားနဲ့ပူဇော်ခြင်းကိုသာအလိုရှိတယ်ဟုတ်ပြီနော်တရားနဲ့ပူဇော်ဘယ်လိုပူဇော်မလဲဆိုတော့မြတ်စွာဘုရားရဲ့စကားအတိုင်းအဆုံးအမအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဘာလို့အောင်ပူဇော်ရမယ်ဘုရားအဆုံးအမသာသနာဘယ်နှရရှိလဲသာသနာဘယ်နှရရှိလဲရဲရဲတင်းတင်းပြောနိုင်ရမယ်ဗုဒ္ဓဘာသာတွေအတန်ဘာလို့တိုးသွားတယ်သာသနာဘယ်နှရရှိလဲလှုပ်ဆက်မှာတရားဟောလို့ခင်ဗျားတို့ဖမ်းမဲ့လူရှိလား
ကျုပ်တောင်ဒီဘဝရဲတင်းတင်းပြောနေတာဘာမှခင်ဗျားတို့အပြစ်ဖြစ်เสียအကြောင်းမရှိဘူးသာသနာဘယ်နှရရှိတယ်ဘာလေးလဲပြောသီလသာသနာအသုံးမကျတဲ့မြန်မာလူမျိုးတွေသာသနာ3ရက်တောင်ဖြောက်အောင်မပြောတတ်သေးဘူးဟမ်3ရက်သိယုံနဲ့မသိဘူးအကျိုးမရှိဘူးသာသနာ3ရက်ဘာတွေလဲလို့မေးရင်သီလသာသနာသမာဓိသာသနာပညာသာသနာပါဖေဖြေဒါကိုယ့်ဟာကိုယ်တောင်ရောင်ဝါဖြစ်နေတာသူများလှည့်ရန်လုပ်နေသေးတယ်ဘယ်သူမှလာမဖြတ်ဘူးနင်တို့ကနင်တို့ကိုပြက်နေပြီသာသနာထိုးပြီလားပြောမနေနဲ့သာသနာ3ရက်ဘာမှမသိပဲနဲ့ဘယ်သာသနာသွားထိမ့်မှာနင်တို့ကရှင်းတယ်နော်သဘောပေါက်လားသာသနာ3ရက်ဆိုဘာမှရောင်နေတာတချို့ပရိယပฏิပတ်ပရိဝေဒရမ်းလို့မနေနဲ့အဲ့ဒါမင်းတို့အလုပ်မဟုတ်ဘူးသိရမှာသီလသာသနာသမာဓိသာသနာပညာသာအဲ့ဒီသာသနာ3ရက်ကိုပဲပရိယတ္တိဆိုတာသီလသမာဓိပညာသိက္ခာ3ရက်ကိုသိအောင်သင်ပေးတာကိုယ့်ဟာကိုဖတ်တာမှတ်တာကိုယ့်ဟာကိုဖတ်လဲရတယ်ကိုယ့်ဟာကိုရှာလဲရတယ်သူများသင်မှမဟုတ်ဘူးတော့ပါလားအဲ့ဒီသီလသမာဓိပညာသိက္ခာ3ရက်ကြောင့်သိအောင်သင်ကြားတာကိုပရိယတ္တိအဲ့ဒီသီလသမာဓိပညာသိက္ခာ3ရက်ကိုသိပြီးတော့ကျင့်တာကိုပရိပတ်တိအဲ့ဒါသာသနာထိမ့်သိမ်းစောင့်ရှောက်နီးခေါ်တယ်ဟုတ်ပလားသာသနာကိုထိမ့်ခြင်းရင်နိဗ္ဗာန်နီးတော့ပရိယတ္တိသာသနာပရိပတ်တိသာသနာပฏิဝေဒသာသနာဓမ္မသာသနာပြုနီးတခြားနီးလမ်းမရှိဘူးရှင်းလားသာသနာကိုတကယ်သိခြင်းရင်သီလသမာဓိပညာသိက္ခာအကြောင်းသိအောင်မျှဝေပေးရမယ်အဲ့ဒါပရိယတ္တိဟုတ်ပြီနော်အဲ့ဒီသိထားတဲ့သိက္ခာ3ရပ်ကိုကျင့်နိုင်အောင်အားထုတ်ရမယ်အဲ့ဒါပရိပတ်တိသိပြီးမကျင့်ရင်ကောသာသနာတည်မလားတည်ဘူးအသိလဲမှန်ရမယ်အကျင့်လဲမှန်ရအသိမှန်အကျင့်မှန်မှပရိဝေဒဆိုတာအဓိသီလအဓိစိတ်တအဓိပညာခုတော်ကောင်းတို့ဦးဇင်းတို့ရဲ့ပန်းတိုင်ဟာအဲ့ဒါပဲအဓိသီလကိုယ်တဏ္ဍာမှာခိုင်မြဲတဲ့သီလရှိရမယ်။မရှိရမယ်အဓိစိတ်တတရဏဂုံမြဲရမယ်လောကမှာဘုရားတရားတန်ခါထက်လွဲပြီးတော့ကိုးကွယ်စရာတခြားကိုးကွယ်စရာရှာစရာမလိုတော့ဘူးသဗ္ဗေတ္တကမ္မတကတတ္တဝါတွေဟာဘု து ကြောင့်ဖြစ်နေကံကြောင့်ဖြစ်နေတာခိုင်မာတဲ့စိတ်ဓာတ်ရှိရမယ်သဘောပါသလားမိစ္ဆာဒိဋ္ဌိအယူမရှိရဘူးအုံဖွက်လုပ်ပေးလို့ရလားကဲတင်ရှင်ဆိုတာဖန်ဆင်းရှင်ဆိုတာမရှိဘူးလူသားအလုံးကိုစားဖို့ကိုစိုက်ပြီးကိုအတွက်ကိုလုပ်ခဲ့ကြရတယ်ဟုတ်ကဲ့လားလိမ္မာတဲ့လူချမ်းသာတယ်မိုက်တဲ့လူမွဲတယ်မိုက်လို့မွဲတာပြစ်တာထားလိုက်သူ့မိုက်ပြစ်နေသူရှင်းလားသဘောပေါက်သလားအကြောင်းကောင်းမှအကြောင်းမှန်မှဖြောင့်မတ်တဲ့စိတ်ရှိရအဓိစိတ်တအဓိပညာပညာဆိုတာအနိစ္စဒုက္ခအနတ္တလောကမှာဗာမြဲတာရှိတယ်လောကထဲမှာနေရင်ဘယ်လောကချမ်းသာလို့ဘယ်လောကမှမချမ်းသာဘူးဒုက္ခဘယ်လောကအစိုးရကိုရောအစိုးရသူတစ်ပါးကိုကျင့်သလားဒါဖြင့်တရားဆိုတဲ့တရားအသိရှိထားတဲ့ပုဂ္ဂိုလ်သည်တဲ့ဒုက္ခယချမ်းသာတယ်ဘာလို့ချမ်းသာလို့ဆိုတော့မတရားတဲ့အလုပ်ရှင်းသလားအကြောင်းကောင်းရင်အကြောင်းမှန်တော့ကောင်းပြီတံဃောလောကေသမုပ္ပန္နောအနုတ္တရံပုညခိတ္တသံဃာတော်ရှင်သူမြတ်တွေရှိနေတဲ့အတွက်ကုသိုလ်ကောင်းမှုတွေစိုက်ပျိုးဖို့လေယာမြေကောင်းသဖွယ်မျိုးစိဘလောက်ကောင်းကောင်းလေကောင်းမှအပင်တန်လေယာမကောင်းရင်အပင်ကျင်သလားအဲ့တော့တန်ဃာဆိုတာဘု து အဆုံးအမတိုင်းကျင့်နေတာမြတ်စွာဘုရားကြီးအဆုံးအမတိုင်းသီလ
သမာဓိပညာသိက္ခာ၃ရပ်ကိုဖြောင့်မှန်စွာဖြည့်ကျင့်မှသံဃာလို့ခေါ်ရှင်းပြီနော်အဲ့တော့အဲ့ဒီလိုသံဃာတော်ရှင်သူမြတ်တွေရှိတဲ့အတွက်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအာထုတ်ခွင့်ရမရအဲ့တော့သံဃာတော်ရှင်သူမြတ်တွေသည်ခမည်းတော်ကျုပ်တို့အတွက်တန်တရားခရီးကိုကောင်းမွန်လွန်မြောက်စေမဲ့ဟောနှမျိုးပြောတယ်တန်တရားခရီးကိုကောင်းမွန်ဒါနသီလဘာဝနာကောင်းမှုမပြုတ်ဘူးတဲ့ပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ဘဝကိုရမလားမြင့်မြတ်တဲ့ဘဝဆိုတာကအခုတော်ကောင်းတို့ကိုယ်အသက်မွေးဝမ်းကြောင်းအတွက်ကိုစဉ်းစားကြည့်တာဒီထဲမှာခိုးစားနေရတဲ့လူတွေပါလားဟမ်အတန်တိုးသွားတယ်သူများအသက်တတ်မှစားရမယ့်လူတွေရောဟုတ်ပြီသူများသားမယားပြစ်မှားစော်ကားပြီးရှာဖွေစားတော့နေရတဲ့လူတွေရောမှုသားပြောပြီးစီးပွားရှာရတဲ့လူလာဟမ်မြင့်မြတ်တဲ့ဘဝနဲ့ယုံညံ့တဲ့ဘဝဆိုတာအဲ့ဒါပဲမြတ်သောဘဝကိုရောက်လာမှဘဝအဆင့်ကဏ္ဍကတဖြည်းဖြည်းမြင့်လာမှနိဗ္ဗာန်မဲ့ဖို့နဲ့ထိုက်တန်တဲ့ဘဝကိုရမှာဒီလိုမှမဟုတ်ရင်ယုံညံ့တဲ့အလုံးနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေရတယ်ဆိုရင်ယုံညံ့တဲ့ရုပ်တဲ့ရုပ်ညံ့တဲ့ရုပ်တယ်ဆိုတာဆုပ်ယုပ်လာတာကုသိုလ်တရားတွေဆုပ်ယုပ်လာတော့အရေးချင်းတွေညံ့လာတယ်စိတ်ဓာတ်တွေညံ့ဖျင်းလာတယ်ခိုးလို့အလွယ်တကူရရင်စိတ်ဓာတ်မခိုင်မာတဲ့လူကခိုးမလားမခိုးဘူးလားအဲ့ဒါညံ့တယ်ညံ့ဖျင်းတဲ့လူခိုးမှရမယ်ဆိုရင်စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်များကြတော့အသက်သာသိခံတော့မှမခိုးတော့ဘူးကွာသွားပြီရှင်းလားဒီနေ့မြန်မာနိုင်ငံကြီးဆုပ်ယုပ်လာတာအဲညံ့ဖျင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကြောင့်ရုပ်ညံ့တဲ့ပုဂ္ဂိုလ်တွေများလာလို့ရုပ်လာတဲ့ကုသိုလ်တရားတွေဆုပ်ယုပ်လာတယ်အသိဉာဏ်ပညာတွေဆုပ်ယုပ်လာတယ်ဟမ်ဒီတော့စိတ်ဓာတ်တွေညံ့ဖျင်းလာတယ်ခိုးစားတဲ့လူလိန်စားတဲ့လူလူစားတဲ့လူများလာရှင်းသလားအဲ့တော့ညံ့ဖျင်းလာတော့ပတ်ဝန်းကျင်ချမ်းသာသလားဆင်းရဲလားအခုဆင်းရဲနေတာနွဲမွဲတေးနေတာဘာကြောင့်လဲလို့မေးရင်အဲ့ဒီယုံညံ့တဲ့ပုံကိုယ်တွေများလာလို့ရှင်းမလားဒါဖြင့်ယရဏ၃ပါးသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်ကိုးကွယ်ရာအစစ်မှန်ဖြစ်မဖြစ်ဒီတော့မှဒီနေ့တို့ပရမတ္ထသစ္စာလို့အမည်ပေးထားတဲ့ပရမတ္ထဆိုတာမဖောက်မပြန်မှန်ကန်သောသစ္စာဆိုတာအမှန်တရားနော်ဒီအသင်းကဘယ်တော့မှမဖောက်ပြန်ဘူးလို့ဆိုလိုခြင်းပုံရပါတယ်နော်အဲ့ဒီအသင်းကြီးရဲ့တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်အခုဘာလုပ်နေကြလဲတရားအလှပေးနေတာဘာလုပ်နေတာဒီနေ့တရားနာလာကြတဲ့လူတွေကလည်းဘာလုပ်နေကြတာတရားအလှပေးနေတာမှတ်ထားဘာလုပ်နေတာကိုဘာလုပ်နေတယ်ဆိုတာသိအောင်အခုဥဒုမင်္ဂလာဒီတရားကိုပလင်ပေါ်မှာတက်ဟောနေတာဘယ်သူတွေရှိလို့ခမည်းတော်ရှိနေလို့တပည့်တော်တို့ရှိနေလို့ပြောရမှာဒါကိုမဖြစ်တတ်ဘူးဟမ်အဲ့တော့လာတဲ့ပုဂ္ဂိုလ်အလုံးဟာတရားအလှပေးနေတဲ့ပုဂ္ဂိုလ်တွေဟုတ်မဟုတ်အဲ့တော့မှဒါနံသက္ကသသောဘာနံဒါနံပါထေယမုဒ္ဓမံဒါနံဥဇုကတံမက်ကံဒါနံမောက္ခပဒံဝရံဒါနံဒါနတရားသည်သက္ကသနတ်ပြည်ဤသောဘာနံစောင်းတန်းလေကားကြည့်ပါသည်ဟောဒါနကောင်းမှုပြုရင်ဘယ်သွားတဲ့လေကားတဲ့နတ်ပြည်တက်တဲ့စောင်းတန်းနတ်ပြည်တက်တဲ့လေကားတဲ့ဟုတ်ပြီနော်လာအောင်မယ်ဒါနံဒါနတရားသည်ဥဒ္ဓမမြတ်လစွာထသောဘာထေယံဘဝများစွာတန်တရားအတွက်ရိက္ခာဒုတ်ကြီးပါပေသည်ဘဝများစွာတန်တရားအတွက်ဒါနကပါတဲ့ရိက္ခာဒုတ်ဒါလည်းလိုအပ်မလို့ဒါနရိက္ခာမပါတဲ့လူတွေကြတော့အခုညတရားပွဲတောင်ရွာထဲမှာမလာမနာနိုင်ဘူးရွာနာတော့ကတ်နေတာပဲ
သွားကြတဲ့အိမ်ဆောင်အောင်ရိက္ခာတုံးမပါတော့သူ့အထုပ်သူစိတ်မချဘူးရှင်းလားမြတ်တဲ့လူနဲ့ရုပ်တဲ့လူဆိုတာအဲ့ဒါကွာတာတရားပွဲရှိလို့တောင်တရားနာမထွက်နိုင်ဘူးအလူရှိလို့အလူထမသွားနိုင်ဘူးရိက္ခာတုံးနဲလာသဘောပါသလားတဝမ်းတစ်ခါအတွက်ကြောင်းကြဆိုင်နေရတော့သူများတရားပွဲဆိုလဲကိုမပွဲနိုင်ဘူးသူများတရားအထုတ်ရအောင်စခန်းဝင်ဆိုတော့လဲမဝင်နိုင်ဘူးအဲ့တော့ဒါနရိက္ခာဒုက္ခလိုအပ်မလိုအပ်ဟုတ်ပြီဒါနတရားသည်ဥဒ္ဓမမြတ်လစွာထသောပါထေယဘဝမြတ်စွာသံတရားအတွက်ရိက္ခာဒုက္ကြီးပါပေသည်ဒါနတရားသည်မက္ကံမက္ကလမ်းကြောင်းခရီးကောင်းသို့ဥဇုကတံဖြောင်းပြောင်းမမရောက်စေတတ်၏ဟောဒါနတရားရှိတဲ့လူမှလမ်းမှန်တွေ့မယ်ပါတယ်ဒါနတရားရှိမှဒါနကောင်းမှုမရှိတဲ့လူကတရားမှမနာနိုင်ဘူးဆိုရင်မဂ္ဂင်၈ပါးတွေသိမလားတရားအထုတ်နိုင်သွားရှိမလားဒါနမျိုးစိတ်နည်းနေတဲ့ပုဂ္ဂိုလ်ကကိုတဝမ်းတစ်ခါအတွက်တောင်မဖူလုံတော့တရားနာဖို့အခွင့်အရေးလည်းမရှိဘူးသဘောပါလားအဲ့တော့မဂ္ဂင်၈ပေါ်လမ်းပေါ်ရောက်ချင်ရင်လည်းဘာကောင်းမှုပါရမလဲဒါမို့ပါရမီ10ပါးအပြား30ဗုဒ္ဓမြတ်စွာလောင်းလျာတို့ဘုရားပါရမီဖြည့်ကျင့်တဲ့အခါဒါနပါရမီရစဘယ်ရစလဲအဲ့တော့ဒါနသည်အရေးကြီးမကြီးအားလုံးအတွက်သတိထားဖို့လိုအပ်မလိုအပ်ကောင်းပြီနောက်ထပ်လာအောင်မယ်ဒါနတရားသည်ဝရံမြတ်လစွာသောမောက္ခပဒံနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းအစစ်အမှန်ဖြစ်ပါ၏ဒီဒါနတရားဘယ်ထိပို့ဥမှာလဲမဂ္ဂင်၈ပါးနဲ့တွေ့ဖို့ရလဲဒါနပဲနိဗ္ဗာန်ရောက်ဖို့ကလည်းတန်တရားအတွက်ရိက္ခာဒုက္ခလည်းဟောခုဒီနေ့သူတော်တို့ဘာလာလောက်တာလဲဆိုတော့တစ်ဒါနံသည်တက္ကသနတ်ပြည်ဤသောပန္နံလှေကဆိုတော့နတ်ပြည်ဆိုတာခင်ဗျားတို့ကနတ်လို့ပဲမတွက်နဲ့ဘဝတွေအဆင့်တန်းမြင့်လာဖို့အတွက်လှေကားတစ်ဟုတ်လားဟိဒါနမျိုးစိတ်မရှိတော့ခင်ဗျားတို့အရာထဲမှာဆိုရိုးစကားရှိပါတယ်မရှိခိုးနိုးမလအဲ့ဒါမှတ်တာဥမတောက်မဟောလာပြီဒါနမျိုးစိတ်မအောင်ခဲ့တဲ့ပုဂ္ဂိုလ်ကဥမမတောက်တော့ကိုဝမ်းတဝမ်းတစ်ခါအတွက်ခိုးမှရတော့မယ်ဆိုခိုးပြီလိန်မှရတော့မယ်ဆိုလိန်ပြီခိုးစားလိန်စားနေရတဲ့လူတွေဒီထဲမှာပါမပါဒုနဲ့ဒီအများကြီးဘာမှရှောက်ပြောမလဲသဘောပါလားထဲမှာဆံရောင်းတဲ့လူပါလားဘာမှမေးစရာမလိုဆံရောင်းရောရောင်းတာသခိုးကြီးပဲဝယ်တဲ့တောင်းကတစ်မျိုးရောင်းတဲ့တောင်းကတစ်မျိုးစီရောင်းတဲ့လူရောဒူပဲဒါကြီးကျယ်ပြီးမပါပါဘူးထားလို့တို့မြန်မာနိုင်ငံအကြောင်းမသိတာကြသဘောပါသလားရှင်းတယ်နော်ကောင်းပြီဒါဖြင့်ဒါနမျိုးစေ့ဟာအရေးကြီးမကြီးသက္ကသဆိုတာနတ်ပြည်ကြီးပဲမတွက်နဲ့ဘဝအဆင့်တန်းပါဖြစ်လာလို့မြင့်လာတယ်ဆိုတာခိုးစားစရာမလိုတဲ့ဘဝတောင်းစားစရာမလိုတဲ့ဘဝခုခေတ်ဦးဇင်းတို့တက္ကသိုလ်ကျောင်းပြီးတော့အလုပ်တွေမျိုးစုံလာအပ်တယ်ဒီအလုပ်ကဝင်ငွေကောင်းတယ်ဒီအလုပ်ကအောက်ဆိုင်ကောင်းတယ်လာပေးတာအဖေရဲ့ခမဲတော်ကြီးရဲ့မိတ်ဆွေတွေကခမဲတော်ကြီးတို့ဆင်းရဲနေတာသနာလို့သူမင်္ဂလာတို့လာပေးတယ်အဲ့ခိုးစားလိန်စားတောင်းစားမယ်လို့ကိုကျုပ်စီဘယ်တော့မှမလာနဲ့လို့ကျုပ်မေဖေကိုတန့်ရှင်းသောအသက်မွေးဝမ်းကြောင်းနဲ့ပဲကျုပ်ရှာကျွေးမယ်တောင်းဘယ်ဆိုရလုံးမမလုပ်ရှင်းလားသဘောပေါက်သလားယောက်ျားရင်းမကြီးတယောက်လုံးဖြစ်နေရတဲ့တော့ခိုးစားတဲ့အလုပ်မျိုးတောင်းစားတဲ့အလုပ်မျိုးလိန်စားတဲ့အလုပ်မျိုးမဟုတ်ဘူးလို့ပြန်ပြောရတယ်မှတ်ထားသဘောပါလားလူဘဝရောက်သာသနာနဲ့တွေ့နေရတဲ့ခမည်းတော်အဲ့ကျင့်နေမရှောင်နိုင်ဘူးဆိုဘယ်တော့မှချမ်းသာမရဘူးသဘောပါသလားအဲ့တော့အနှင်းငယ်မြလောက်ကလေးဒါနသည်ပင်လျင်သူတော်ကောင်းတို့အတွက်အကျိုးများမများအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြောထားတဲ့စကားတစ်ပုဒ်ပြောပြမယ်
ဧဝံသဘိက္ခဝေဇာနေယုံဒါနသံဝိပါကသဝိပါကံယထာဟံဇာနာမိနတတဝဘုံစေယုံနသနေတံမိတ်စေယမလံစိတ်တံပရိယာဒာယာဒါယဒိဋ္ဌေယဘိက္ခဝေသူတော်ကောင်းတို့ဒါနသံဝိပါကသဘေကံဝေဖန်ခြင်းစေတနာဤဝိပါကံအကျိုးကိုဇာနာမိယထာငါဖယားသိတော်မူသကဲ့သို့ဧဝံတထာထိုအတုတတ္ထသတ္တဝါတို့သည်စေစာနေယုံအကယ်၍သိကြကုန်ညာအံဧဝံဤသို့သိသည်ရှိသောအတ္တနာမိမိသည်ဘုံစိတ်တပ္ပတော်စားအပ်သောအရာဝတ္ထုတို့မှပရိသံသူတစ်ပါးတို့အားအတ္တတဝါမပေးကုန်မူ၍နဘုံစေရမစားနိုင်ကုန်ရာမိတ်ဆေယမလင်းစဝန်တိုခြင်းတိဟုသောအညစ်အကြေးသည်လည်းနေတံတတ္တနံထိုတတ္တဝါတို့ဤစိတ်တံစိတ်ကိုပရိယာဒာယထဝွန်ခြင်းမှနှိမ့်ဆက်၍နဒိဋ္ဌေယမတိယဒါကဘာသာပြန်ပေးလိုက်တာကဲအယသာနာလည်းအောင်ပြောမယ်အနည်းငယ်မြလောက်သောဒါနကလေးရဲ့ရရှိမဲ့အကျိုးကျေးဇူးတွေကိုငါဖယားသိတယ်လို့များမင်းတို့သိရင်တဲ့ဖယားကပြောတာဟုတ်ပြီနော်ဘာမှမပြောပါတော့တဲ့အနည်းငယ်မြလောက်သောဒါနကလေးကပေးလာမဲ့အကျိုးတွေကိုမင်းတို့သိထားကြဆိုလို့ရှိရင်ကိုစားမဲ့အစာတွေကထမင်းတွေကသူများကိုမပေးသေးမလူသေးပဲနဲ့စားကိုမစားနိုင်ဘူးလေမင်းတို့ရှင်းသလားမလူရပဲကိုမနေနိုင်တော့ဘူးဘာလို့ဆိုအနှဲငယ်များသောဒါနရဲ့အကျိုးကိုသိလို့ဖျားသိတယ်လို့များမင်းတို့သိရင်တဲ့ဟုတ်ပြီနော်ကိုစားမဲ့အစာကိုသူများကိုမလူသေးပဲနဲ့မင်းတို့မစားနိုင်ဘူးကိုပစ္စည်းကိုဝန်တိုတဲ့စိတ်ဟာမင်းတို့စီမှာလုံးဝရှိတော့မှာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒါနအကြောင်းကိုပြောတယ်ဟုတ်ပလားဟိအဲ့တော့ဒီနေ့ဒါနအကြောင်းသိအောင်ကြိုးစားကြဖို့လိုအပ်မလို့ကဲဒါနဆိုတဲ့သစ်ပင်ကြီးနဲ့နတ်ပြည်လေကားတစ်ကြီးကိုလည်းတက်လို့ရမရမက်ကင်ရှစ်ပေါင်းနဲ့လည်းတွေ့နိုင်မတွေ့နိုင်နိဗ္ဗာန်မဲ့ဖို့ရောရနိုင်မရနိုင်ယုံသလားကဲဒါဖြင့်ယုံကြည်တဲ့ယုံကြည်အောင်ဒီနေ့ဝိမာနဝတ္ထုတွေကဝတ္ထုတစ်ပုဒ်ကိုဦးဇင်းတို့သူတော်ကောင်းတို့နာရနော်အာစာမဒါယိကာဝိမာနဆိုတဲ့ဝတ္ထုဒီနေ့သူတော်ကောင်းတို့နားနော်အာစာမဒါယိကာအာစာမဆိုတာတခြားမဟုတ်ဘူးထမင်းကျိုးအာစာမထမင်းကျိုးဒါယိကာမထမင်းကျိုးလှူတဲ့အလူရှင်ပါတယ်အလူရှင်ဒါယကာမကြီးအကြောင်းဝိမာနဆိုတာအဲ့ဒီထမင်းကျိုးလှူပြီးတော့နတ်ပြည်ရောက်သွားတဲ့ဒကမာကြီးအကြောင်းကိုဒီနေ့နားရမယ်ဘာလေးလူတာမကြိုးကဲကြည့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရာဇကြိုပြည်ဝေလူဝံကျောင်းမှာတရင်သုံးဘယ်မှာတရင်သုံးရာဇကြိုပြည်အဲ့လိုတရင်သုံးနေတဲ့နေအချိန်မှာဟောဒီအာစာမနိုင်ကာမကြီးဖြစ်လာမဲ့ထမင်းကျိုးအလူရှင်ဖြစ်လာမဲ့ဒကမာကြီးကတထေးတကြွယ်မျိုးဒကမာကြီးလို့ပြောပေမဲ့ငယ်သေးတယ်တကြွယ်မျိုးမိသားစုမှာဖြစ်ပြီးတော့သူတို့အိမ်တအိမ်လုံးဟာတဲ့မွေစိတ်ကဲ့သို့ပြင်းထန်တဲ့အနာရောဂါကပ်ရောက်ပါတယ်မွေစိတ်ကဲ့သို့ပြင်းထန်တဲ့ကပ်ယောဂါဆိုအနာဆိုကုသယောဂါဒီယောဂါကြီးဝင်တော့တအိမ်လုံးဖြုတ်နဲ့သေးတာဒီဒကမာလေးတယောက်ပဲကြံတော့တယ်အဖေလေးအမေလေးအကုန်သေးကုန်ပြီဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကုန်သေးကုန်ပြီဒီသမီးလေးတယောက်ပဲကြံတော့သူကလည်းကြံတဲ့လူတွေသေတော့သူလှဲ့ပြီးမကယ်နိုင်တော့ဘူးကယ်လဲသူပါသေးမှာဒီတော့သူ့စီမရောက်ခင်စားထဲမှာတော့အိမ်နောက်ဖေးပေါက်ကထွက်ပြေးတယ်ဆိုတော့ခြေဥတဲ့ကပြေးရတာဟုတ်ပြီနော်အဲ့တော့အိမ်နောက်ဖေးပေါက်ကနေထွက်ပြေးပြီးတော့စွမ်းနိုင်သလောက်ပြေးခြေကုံလက်ပန်းကြစီထိပြေးပြီးတော့ရာဇကြိုပြည်တဲကစိတ်ကောင်းရှိတဲ့အိမ်တအိမ်ကသူ့ကိုကယ်ထားတော့အဲ့ဒီအိမ်နောက်ဖေးလေးမှာအဖီလေးချနေဟုတ်ပြီနော်ရာဇကြိုကအိမ်တအိမ်ရဲ့အိမ်နောက်ဖေးမှာအဖီချနေပြီးတော့အဲ့ဒီအိမ်ကကျွေးတဲ့ထမင်းကြံဟင်းကြံထမင်းကျိုးဟင်းကျိုးဟုတ်ပါလား
ဒါလေသူတို့တနာသဖြင့်ပေးကမ်းတာလူကလည်းရုပ်ရည်စုပ်ပြတ်နေပြီတထေသမီးဆိုပေမဲ့ဒုက္ခမျိုးစုံကြုံတွေ့လာတော့ဒုက္ခမြပေတီပေစုပ်ဖြစ်နေတာပေါ့လေအဲ့တော့သမင်းကြံဟင်းကြံမနဲ့ဆိုရင်ယာကုအကျံသူတို့ပေးတာလေးနဲ့မြတ်တာပြီးအိမ်သူများအိမ်နောက်မှာကပ်ပြီးတော့နေတယ်အဲ့ဒီတက္ကမတနေ့ကျတော့ရှင်မဟာကတ္တဗအရှင်မြတ်ကြီးဘယ်သူတော့ရှင်မဟာကတ္တဗနော်ဒုဖယားရှင်ကိုတော်မြတ်ကြီးရဲ့မဟာသာဝကကြီးနော်ရှင်မဟာကတ္တဗအရှင်မြတ်ကြီးကသူ့ရဲ့အလုတ်ကသူဘာလုပ်လိရှိသလဲလို့ဆိုတော့တခြားပုဂ္ဂိုလ်တွေလို့တရားဟောခြင်းအလုတ်နဲ့သာသနာကိုပြုစုစောင့်ရှောက်တဲ့အလုတ်သူသိမ့်မလုပ်ဘူးသူနားမှာလဲတပည့်တပန်းသိမ့်မွေးလိမ့်မရှိဘူးမွေးလဲသူကကံမကောင်းလို့သူ့အကြောင်းရှိတယ်နော်တပည့်ကသူ့အကြောင်းမီးရှို့သွားတယ်အဲ့တော့တပည့်အဆုံးမကောင်းရင်ဒါတပည့်ကအကြောင်းမီးရှို့သွားလို့ရှင်မကတ္တဗကြီးနောက်ထပ်တပည့်မမွေးတော့အဲ့ဒါသူဘာလုပ်လဲဆိုတော့အချိန်လေးမြတ်စွာဘုရားရှင်ဒေသစာကြီးကြွချီတဲ့နောက်သူမလိုက်ရဘူးဆိုရင်အချိန်အားရတယ်ဆိုရင်9 ရက်ဖလားသမဘာဝင်စားပြီးနေ9 ရက်9လီဖလားသမဘာဝင်စားပြီးတော့ဖလားသမဘာကထတဲ့အချိန်မှာအဲ့ဒီဖလားသမဘာထတဲ့ပုဂ္ဂိုလ်ကိုဆွန်းလောင်းလူရတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌဓမ္မအကျိုးပြီးတော့အဲ့ဒါဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုသူ့ဉာဏ်ကွန်ရက်ထဲမှာရှာပြီးတော့ဘယ်သူကိုဒီနေ့ချီးမြှောက်ရမလဲဘယ်သူကိုကဲတင်ရမလဲဆိုပြီးတော့အဲ့ဒီလိုကဲတင်တဲ့အလုပ်ကိုရှင်မဟာကတ္တဗကြီးလုပ်ဟုတ်ပြီနော်အဲ့တော့ရှင်မဟာကတ္တဗကြီးကအဲ့ဒါလိုပဲ9 ရက်ပြည့်လာဖလားသမဘာဝင်စားရာကနေ9 ရက်ပြည့်လာလောကဓာတ်ကြီးကိုကြည့်တယ်ဒီနေ့ဘယ်သူကဲရမလဲကြည့်တော့ခုနကသူများအိမ်နောက်ဖေးမှာကတ်စားနေရတဲ့ဒကမာကြီးကိုသွားပြီးတော့မြင်တယ်ဘယ်လိုမြင်တာလဲဆိုတော့ဒီဒကမာကြီးမှာသရတရားရှိသလားကြည့်တယ်ရှိတယ်ဒီဒကမာကြီးရဲ့အာယုသင်္ခါရအသက်ကိုကြည့်တော့ညဆိုသေးတော့ဟုတ်ပြီနော်ဒီနေ့ညပဲသိမှာဟုတ်ပလားအဲ့တော့ညသေးတော့မယ်ဒါဖြင့်သူ့လားရဟောလို့ကြည့်လိုက်တော့သေချာပေါ့ဘယ်တော့ဒဲအိုသူ့လားရသေချာနေပြီဒဲအိုဘာလို့ဆိုသူ့မှာကောင်းမှုမှာမရှိပဲအခုသောကပရိဒေဝတွေမဖြစ်မဖြစ်စားရမယ်တောက်ရမယ်အမိဖဆွေမျိုးညာတကအကုန်ပြည့်စည်ပြီဟုတ်ပြီနော်ညာတိပြဒနာဘောဂပြဒနာစီစိန်ဥစ္စာရောရှိသေးလားမရှိတော့ဘူးဆိုတော့ဒီပြဒနာတရားတွေနဲ့ကြုံတွေ့တော့သောကပရိဒေဝတွေကြုံမကြုံအေးအဲ့ဒါလို့သောကပရိဒေဝတွေဂျားတွေကနေသေရင်သောကဆိုတာဒေါသနဲ့သေရင်ဒဲအိုတန်းနေတာပဲဒေါသနဲ့သေရင်ဒဲအိုတော့သေဂာနိမြမျက်ရည်ကျသောကပူဆွေးနေရင်ဘာမှဘေးတယ်မမေးနဲ့ဆံကုန်တယ်ဘေးတယ်မမေးနဲ့ဆိုအခုဗမာပြည်မှာခတ်ကြောင်နေရှိသေးတာကိုသေသွားတဲ့လူပဲရောက်နေတာဘယ်ခေါ်ပြီးအမျှဝေရမှာအယူတွေတော့ပါလားဘုရားရဲ့တရားတော်တွေရှိရတဲ့နဲ့တော်တော်ပေါ်ချကြနိုင်တဲ့တိုင်းပြည်ဒါမရှိဘူးတော့ပါလားကိုမကျေနပ်ရင်အိမ်မှာနာမည်ခေါ်အမျှဝေမရဘူးလားအဲ့ဒါဟိုလိန်စားတဲ့လူတွေနောက်သွားပြီးတော့ဟုတ်တယ်ဘယ်ဘဝရောက်နေလဲသူဘယ်ပိဋ္ဌာတွေလမ်းခေါ်ထားမှလည်းမသိဘူးတော့ပါလားအဲ့ဒါဒေါသနဲ့သိရင်ငရဲမှာဘယ်မှခေါ်မရတော့ဘူးအချိန်မမီတော့ဘူးရှင်းသလားတော့ဒီထဲမှာမသိမဲ့လူပါလားကဲဘာစိတ်နဲ့သိကြလေ့ကျင့်ပြီးပြီလားအစင်းသင်းဖြစ်ပြီလားဟမ်သေဖို့အစင်းသင်းဖြစ်ပြီလားကိုမေးပါဟုတ်ပလားကျုပ်ကိုဖြေနိုင်တာမဖြေနိုင်ပြဿနာမရှိဘူးခင်ဗျားတို့ရင်ဆိုင်ရဘယ်ချိန်သိမယ်ခင်ဗျားတို့သိလားမသိရင်ခုကလေးကအစင်းသင်းဖြစ်နေဖို့လိုအပ်မလိုအပ်ကြည်ဒီမှာအလွန်ဆင်းရဲတဲ့ဒကမကိုရှင်မဟာကတ္တဗကတွေးသွားပြီတွေးသွားတော့ဒီပုဂ္ဂိုလ်ကိုကယ်ရမယ်ငါကယ်မှဖြစ်မယ်ငရဲရောက်တော့မှာမကြခင်လဲသေတော့မှာမြင်ထားတဲ့အတွက်သူတော်ကောင်းပညာရှိတန်ဃာတော်ရှင်သူမြတ်ရှင်မဟာကတ္တဗရှင်မြတ်ကြီးကသင်္ကန်းလေးပြင်ယုံပြီးဆုံးခံကြွ
ဆုံးခံကြတော့ဆုံးခံကြတယ်ဆိုရင်ပဲအရင်ဆုံးရောက်လာတာတရားမင်းဟုတ်ပြီနော်သူဆုံးခံကြတာဟိုသူများအိမ်ကတ်စားနေရတဲ့ပုဂ္ဂိုလ်ရှိကိုဆုံးခံအဲ့တော့တရားမင်းကရှေ့ကနေလူသွမ်းကောင်းလုပ်ပြီးတော့တပည့်တော်လူပေးရစီဆုံးလူဖို့လာဟဲ့တရားတဲ့နင့်ကိစ္စမဟုတ်ဘူးတဲ့နင့်မှာကုသိုလ်အရှိန်စောကုသိုလ်ရှိပြီးသားကိုစည်းစိမ်နဲ့ကိုရှိနေပြီးသားနင့်အတွက်မဟုတ်ဘူးတဲ့ငါအလူခံထွက်လာတာဟိုဆင်းရဲသားအတွက်ဖဲရှင်မကတ္တဗမောင်းထုတ်လိုက်တရားနောက်ဆုတ်သွားနောက်ဆုတ်သွားပြီးတော့ဒီဒကမာကြီးကနောက်မှာထမင်းကြိုးလေးထမင်းအကြံလေးညကထမင်းကြံလေးဟိုကပေးထားပုံရတယ်မနဲ့စာမရောက်သေးဘူးအဲထမင်းကြိုးလေးကိုသူ့ခွက်ပေစုပ်ပေပွားနေတဲ့ခွက်ဆိုတော့သူ့မှာသူများအိမ်ကတ်နေရတာဆိုတော့ခွက်လည်းဆေးနိုင်ပုံမရပါဘူးဟုတ်ပြီနော်အဲ့ဒီပေတေခွက်ထဲမှာထည့်ပြီးစားမလို့လုံနေတာအဲ့ဒီရှေ့ဆုံးကန်ရရှင်မကတ္တဗဆုံးကန်ရတော့ဒကမာကြီးကကြည်ပြီးတော့ तू ကသိတယ်ဆိုတာကဟို तू လာခဲ့တုန်းကတာမင်ညလူစင်းရဲ့ဘဝလာတာလားလူချမ်းသာဘဝလားချမ်းသာတဲ့ဘဝကလာတာဆိုတော့ तू မျိုးရိုးအဖြစ်အစစ်တမ်းမြင့်တော့အသိဉာဏ်အစစ်တမ်းမြင့်တယ်မှတ်ထားနော်ယုံညံ့တဲ့အလုပ်တွေလုပ်တယ်ယုံညံ့သောအပြောတွေပြောတယ်ဆိုတာအဲ့ဒါယုံညံ့တဲ့ဘဝကလာလို့အသိဉာဏ်အစစ်တမ်းနှိမ့်လို့မှတ်ထားသဘောပါလားကိုယ့်အကိုအယုတ်တအနတ္တအကျင့်ယုတ်တွေလောက်ရတာအဟုတ်ထင်မနေကြနဲ့အဲ့ဒါယုံညံ့တဲ့အကုသို့များတဲ့ပုဂ္ဂိုလ်တွေမှလုပ်တဲ့အလုပ်ရှင်းမလားအဲ့တော့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကလာတာဆိုသိတယ်ဩရှင်မကတ္တဗကြီးကိုရှင်မကတ္တဗကြီးမှလည်းသိတယ်ဩအရှင်မြတ်ကြီးတဲ့ငါစီဆုံးခံကြွလာတယ်ထမင်းကွက်လေးအောက်ချလက်ကလေးချီဒီအရှင်မြတ်ကြီးဟာအမတန်ဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်ကြီးတဲ့လှူမဲ့တမ်းမဲ့လူတွေကနတ်တွေဝတ္တာတောင်တန်းစီနေတာဟုတ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်တို့အရှင်မြတ်ကြီးကငါစီကြွလာတယ်ဆိုတာတကယ်တော့ငါ့ကိုချီးမြှောက်ဖို့လာတာပဲတဲ့အဲ့တော့ငါ့ကိုချီးမြှောက်ဖို့အတွက်ငါ့မှာကလည်းသူ့ကိုလှူစီဟာမွန်မြတ်တဲ့အလှူမရှိဘူးငါ့မှာဖန်တရားတေမဆေးရတဲ့ဟောဒီခွက်ပေးကြံနေတဲ့ခွက်ထဲကဘာလေးပဲရှိသမင်းကြိုးလေးနဲ့စားမပါစီမပါအချုံမမပါတဲ့ပုံရည်ဟင်းဟုတ်ပလားပယုံပအောင်ရည်လို့လည်းခေါ်တယ်တို့ကတော့တို့မြင်သာတဲ့လမ်းရမယ်သွားဆိုပုံရည်ဟင်းဘာဟင်းပုံရည်ဟင်းဆိုတာစီလည်းမထည့်နိုင်ဘူးကျက်သွန်နီလည်းလိမထည့်နိုင်ဘူးဟုတ်ပလားပုံရည်ဒီတိုင်းပုံရည်နဲ့စားမပါစီမပါတဲ့ပုံရည်နဲ့သမင်းချမ်းနဲ့တို့စားရမှာဒါလေးလူဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့အရှင်မြတ်ကြီးဟာဘုံရှင်ကံရှင်ပါရမီရှင်ကြီးအမတန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပါတဲ့ဆိုပြီးတော့ကြော့စွန်းပါဖရာလောင်းပါလေရှင်မကတ္တဗကဒါဆွမ်းခံကြွတယ်ဆိုတာယဟန်ကြီးရဲ့ထုံးစံကြော့စွန်းဆိုရင်ကြွရတော့မှာဟုတ်ပြီနော်ကြော့စွန်းဆိုတာဆွမ်းရပြီးကြွရတော့မှာရှေ့2လမ်းလောက်လမ်းလိုက်တယ်ပြန်ရက်တယ်ရှင်မကတ္တဗမသွားဘူးအဝိနိဒုက္ခဘုကောဘာကောနားလည်အောင်ဒါပြောရတယ်နော်2လမ်းလောက်တော့လမ်းလိုက်တယ်ဒါပေမဲ့ကြောက်ဆိုတော့ဒီတက္ကမကြီးနဲ့ရှင်မကတ္တဗကြီးရဲ့ဖြစ်စဉ်ဘေးမှာလည်းတရားအကြည့်နေတယ်ဆိုတော့အိမ်ထဲကလူတွေလိုက်နှိုးစော်လိုက်တော့တရားရဲ့နှိုးစော်ကြကြအိမ်ထဲကလူတွေထွက်လာဩရှင်မကတ္တဗကြီးဆွမ်းခံကြွနေတယ်ဆိုတော့အိမ်နောက်ဖေးမှာဆွမ်းခံနေတယ်ဆွမ်းခံတာသဘောပါလားဟိုဒကမဘယ်မှာနေတာလို့အိမ်နောက်ဖေးကအဖီလေးမှာနေတာဟုတ်ပြီနော်အဲ့တော့ရှင်မကတ္တဗဘယ်ဆွမ်းခံကြွအိမ်နောက်ဖေးကဆွမ်းခံကြွနေတာဒီတော့ဒကာဓမ္မတွေကအဲ့ဒီအိမ်ထဲကဒကာဓမ္မတွေထွက်လာပြီးဩရှင်မြတ်ကြီးကြွလာတယ်ဆိုသူတို့ထဲကမော်မြတ်တဲ့စားပွဲတောက်ဖွဲတွေသူတို့ချက်ပြုတ်ထားမစားတော့မတော့သေးတဲ့စားဦးစားပြားတွေယူလာပြီးလာလောင်းလက်မခံမင်းတို့တွေ့လာတာမဟုတ်ဘူးလေဟုတ်လားဥစ္စာရှိပြီးသားလူတွေအတွက်လာတာမဟုတ်ဘူးတဲ့ဘယ်သူအတွက်လာတာဟောဥစ္စာမွဲဟုတ်ကလားကံမွဲနေတဲ့ပုဂ္ဂိုလ်တွေလာတာဆိုတော့ဒကမာကြီးကကြည့်ပြီးဩအရှင်မြတ်ကြီးနဲ့ငါအတွက်ဆင်းရဲလိုက်တာဒကမာကြီးကသိတယ်သူမသိလို့မဟုတ်ဘူးဟုတ်ပြီနော်
ကတော့ဆုံးလှူလိုက်တာလဲသူကဘာကြောင့်လှူလိုက်လဲဆိုသူ့ရဲ့ယုံညံ့တဲ့အစားအစာနဲ့မလှူခြင်းလို့ဟုတ်ပြီနော်မြတ်အရှင်မြတ်နဲ့ထိုက်တန်တဲ့အလှူမဟုတ်ဘူးဒီယုံညံ့တဲ့အလှူမလှူခြင်းဘူးဆိုပြီးတော့သူကမွန်မြတ်တဲ့စေတနာနဲ့ကတော့ဆုံးဟုတ်ပလားဟိအဲ့ဒါသူ့ထဲကသူ့ကိုကြွေးမွေးထားတဲ့ကျေးဇူးရှင်တွေကထွက်လှူတယ်လက်ခံသလားမခံဘူးဆိုတော့သေချာနေပြီသူလှူတာကိုစောင့်နေတာဆိုတာသိသွားပြီဟိုအရှင်မကသဗ္ဗကြီးကလည်းပြောတယ်နင်တို့အတွက်လာတာမဟုတ်ဘူးဆိုတော့ရှင်ဖေဟာတဲ့ကရုဏာကြီးမားလိုက်တာဆိုတုံတုံချိချိနဲ့အာအင်ချိနဲ့နေပြီသူ့အတွက်ထမင်းကြိုးလေးအရှင်မြတ်နဲ့ထိုက်တန်တဲ့မွန်မြတ်သောလှူပွဲတော့ဘုရားတပည့်တော်မှာမရှိပါဗျာတဲ့တပည့်တော်စားမဲ့ဟောဒီထမင်းကြိုးကလေးနဲ့စားမပါစီမပါတဲ့ပုံရည်ဟင်းလေးနှစ်ခုသာရှိပါတယ်အရှင်မြတ်အလှခံတော်မူပါဗျာဆိုပြီးတပိတ်ထဲလောင်းရှင်မြတ်ကြီးအလှခံအလှခံပြီးတော့တချို့ရှိတယ်လေငါလူတာစားမှစားပါမလားဟုတ်ကဲ့လားဒါငါအတွက်သနာလို့သာလားအလှခံတာပါဟုတ်လောက်ပါဘူးထင်ရင်ထင်မှာပေါ့ရှင်မကသဗ္ဗကြီးကမဟုတ်ဘူးအရေးအယောင်ပြလိုက်တယ်ဘေးမှာလဲလူတွေကဝိုင်းလာပြီဒီထမင်းကြိုးလေးလာလူလို့ဆိုအားလုံးကစိတ်မကောင်းကြဘူးအဲ့တော့လှူခြင်းနဲ့လက်မခံဘူးအဲ့တော့ဒီနားတင်စားမဲ့အမှုရာပြဟုတ်ပြီနော်အဲ့တော့ဒကမာကြီးကသူ့ရှိတာလေးနဲ့ခင်းပေးဆိုတော့ဒကမာကြီးအဲ့ဒီနေတဲ့အဖီလေးဘေးနားတယ်မဲ့မြင့်မြတ်တဲ့နေမြင့်တဲ့နေရာလေးတနေရာမှာအခင်းလေးခင်းပြီးအဲ့ဒီနားတင်ထိုင်ပြီးတော့ထမင်းကြိုးနဲ့ပုံရည်ကိုမြိန်ရှက်စွာစားပြဆုံးဖုံးပေးဒကမာကြီးပီတိတွေဖြည့်ဟုတ်ကလားအယောင်ဆောင်လူခန္ဓာလားတကယ်ကိုအစစ်အမှန်လူခန္ဓာလားဒါဖြင့်ကရုဏာကြီးမကြီးအဲ့တော့ဆင်းရဲတဲ့ပုဂ္ဂိုလ်နှိမ့်ချနေတဲ့ပုဂ္ဂိုလ်နွမ်းပါနေတဲ့ပုဂ္ဂိုလ်ကိုကယ်တင်ခြင်းနဲ့ဆိုတာကရုဏာမှတ်ထားကြီးမားတဲ့ကရုဏာပိုင်ရှင်တွေမှလုံနိုင်တယ်ရှင်ဝါကသဗ္ဗကြီးမှာမွန်မြတ်တဲ့ခွဲပေါ်ရနိုင်မရနိုင်လူမဲ့လူရှိမရှိအခုအယံသင်းကိုဘေးနားမှာတရားမင်းအပါဝင်တထေးတကြွယ်တွေဝိုင်းနေတာရှိတယ်ဒါပေမဲ့ဘသူ့ကိုကယ်တာခုဆင်းရဲနွမ်းပါနေတယ်အနုတ္တရံပုံညခိတ္တံဆိုတာဒါဟုတ်ပြီနော်ဗုဒ္ဓလောကေသမုပ္ပါနောဟိတာယသဗ္ဗပါဏိနာမြတ်စွာဘုရားပွင့်လာတာလောကရဲ့အကျိုးငါဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနာတတ္တဝအလုံးအတွက်တရားတော်ဟာဆင်းရဲကိုပေးလားချမ်းသာကိုပေးလားအခုဒါနတရားဒါတရားတစ်ခုပဲတန်ခောလောကေသမုပ္ပါနောအနုတ္တရံပုံညခိတ္တအနိုင်မဲ့ကုသိုလ်တွေကိုပေးတာတန်ခါရှင်းသလားအဒီတန်ခါတော်ရှင်သူမြတ်တွေကိုလှူရတဲ့ကုသိုလ်မြင့်မြတ်သောကုသိုလ်အဲ့ဒီကုသိုလ်ကလေးကိုဒီမှာကရုဏာကြီးမားစွာနဲ့ထမင်းချမ်းခဲနဲ့ထမင်းကြိုးနဲ့ပုံရည်ကိုဆုံးဖုံးပေးတော့ဒကမာကြီးပီတိတွေဖြည့်ပြီးကြည်အဲ့ဒီမှာအနုဘောဓနာတရားဟောတယ်သောအနုဘောဓနာတရားဟောလိုက်သေးတယ်ဟုတ်ပြီနော်အဲ့တော့ဒါနရဲ့ကောင်းကျိုးတွေနဲ့ဟောပြီးတော့မှဒကမာကြီးတဲ့ဟောဒီခန္ဓာဒုက္ခတွေရနေတယ်ဆိုတာဒုက္ခဒုက္ခတွေရနေတယ်ဆိုတာတန်တရားမှာအကြောင်းမကောင်းခဲ့လို့ဘာဖြစ်တာအတိတ်ကသူ့မှာဒါနမျိုးစိတ်ပါလို့တထေသာသမီဖြစ်မဖြစ်ဖြစ်ပင်မဲ့သီလမစင်ကြယ်မဖြောင့်မှန်တဲ့ဒါနတွေလုပ်ခဲ့တော့အကြောင်းမကောင်းခဲ့တော့ဘာဖြစ်လို့အဲ့တော့မိဘတွေပြည့်စည်ပြီးတော့ဆင်းရဲတဲ့ဘဝမရောက်ရဘူးလားအဲ့တော့သူတော်ကောင်းတို့ယက်တည်နေတယ်ဆိုတာကြည့်တန်တရားတစ်ခွင်လုံးမှာလုပ်ခဲ့ကြတဲ့ဒါနကောင်းမှုတွေလုပ်ခဲ့တဲ့အတိတ်ဘဝမှာဘယ်သူဦးစီးခဲ့တာတန်တရားရဲ့ခေါင်းဆောင်ဆိုတာဒါတန်တရားရဲ့ဥခေါင်းလို့လည်းခေါ်တယ်ဗါလဲတရားတစ်ပုဒ်မှာရှိတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပုံနာတောထဲမှာနေတဲ့ယသိပုံနာကဖြစ်တဲ့ယသိကိုနတ်သားတစ်ပါးကသူ့ကိုတတိပေးတယ်မင်းသိအောင်လုပ်ရမှာတန်တရားရဲ့ဥကောင်းဆိုတော့အဲ့ဒါမသိလို့မြတ်စွာဘုရားရှိရှာမေးတော့မြတ်စွာဘုရားရဲ့တပည့်သားတွေကဖြေလိုက်တယ်တန်တရားရဲ့ဥကောင်းဆိုတာဘယ်သူတော့အခုခမည်းတော်ကျုပ်တို့ရဲ့ခေါင်းဆောင်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဝိဇ္ဇာကမသိတာအကောင်းဆိုအကြောင်းအကျိုးအမှန်မှပိုင်းခြားမသိတာပါလေအကောင်းဆုံးမသိဘူးဆိုတော့ကုသိုလ်မှလည်းမသိဒါမို့လို့ကုသိုလ်လုပ်နေတယ်လို့ပြောပြီးတော့ကုသိုလ်ထဲမှာအကုသိုလ်တွေဘာနေတာဒ
သမီးတော်သားရှင်ပြုမလို့အလူတန်ဃာတော်အပါဘလောက်လူဘလောက်ဖိတ်ထားတယ်ဆိုတော့ဝက်အချိန်ဘလောက်မှားထားတယ်ကုသိုလ်လားအကုသိုလ်ပြောင်ကျွေးမှပြောင်ရှင်းသလားသူကပြောင်းကိုအကုသိုလ်လုပ်မှာတော့ပါလားကျက်ပနကောင်မှာထားတယ်ဓမ္မောက်ဘယ်နှပွဲဆိုတော့လာပြီပေါ့ကွာနော်ဓမ္မောက်နှစ်ပွဲကိုကျက်တကောင်မှတ်ထားသဘောပါသလားရှင်းရောရှင်းသလားအဲ့တော့မင်းတို့တွေကုသိုလ်ကောင်းမှုလုပ်တဲ့ထဲမှာနောက်ကအကုသိုလ်တွေပါခဲ့မပါခဲ့ပါခဲ့လို့ကိုကုသိုလ်လုပ်မှာသူများမိသားစုပြိုကွဲခဲ့တယ်သူများမိသားစုတွေအသက်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့အကုသိုလ်တွေပါခဲ့လို့အခုတထေးသမီးဖြစ်ပေမဲ့မိသားစုအကုန်လုံးသိရှင်းမလားနောက်ကြည့်လို့တန်တရားတစ်ခွင်လုံးမသိခဲ့တာကရမ်းလောက်တာကကာယကံတချို့ကကိုမြင့်မြတ်တဲ့ဘဝလေးရောက်နေသူမှကိုအလုတ်သမားကိုအခိုင်းစေမန်မဲငေါက်ချင်းချောက်ရှုံချပုတ်ခတ်နှိမ့်မလုပ်ဘူးလားမာနငါကအလုတ်ရှင်နော်ငါကအရှင်သခင်ငါကကျွေးနေတာငါကျွေးနေတာငါမွေးနေတာနဲ့ဆိုပြီးတော့မာနတွေနဲ့ဟိမ့်ဟောက်ချင်းချောက်ဒီလိုယုံညံ့တဲ့သူများအဖိကစားရတဲ့ဘဝတောင်းစားရတဲ့ဘဝအဲ့ဒါမာနအပုတ်ရှင်းသလားအဲ့တော့ကာယကံဝစီကံမနောကံကံအားလုံးဂယုစိုက်ဖို့လိုအပ်မလိုအပ်အတိတ်ကဓမ္မကြီးပြုခဲ့တဲ့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့ကံနဲ့ကံအကြောင်းအရာသင်္ခါရပစ္စယဝိညာဏဆိုတာဟောဒီဝိညာဉ်စိတ်ကလေးတွေကလည်းအတိတ်ကသင်္ခါရပေါ်မှာမူတည်တာဒီနာယုတ်ကလည်းအတိတ်ကသင်္ခါရပေါ်မှာမူတည်တာတယောက်နဲ့တယောက်ရုပ်ချင်းတူလားစိတ်ချင်းကောမတူဘူးအတိတ်ကအကျိုးပေးပေါ်မှာမူတည်လာနောက်သလယရဏတယောက်နဲ့တယောက်မျက်စိနားနာလျာကိုယ်စိတ်ဓဝရ6ပေါက်ပါရာချင်းတူပေမဲ့အစွမ်းပကားချင်းရှင်းသလားဒီမှာကြည့်မျက်မှန်တက်ရတာကံကောင်းလို့လားကံဆိုးလို့ကံဆိုးလို့မျက်မှန်တက်ရလို့အဟုတ်ထင်မနေနဲ့ဒါကံကူကံတင်မစွမ်းလို့ကူထားရှင်းသလားအဝေးကမှုံတယ်အနီးကြမမြင်ဘူးသဘောပါလားတချို့ကလာတယ်အရှင်ဘုရားဆရာတော်ကဒီမျက်မှန်နဲ့လိုက်တယ်အမလီလိုက်မနေနဲ့ဒီဒုက္ခမင်းတို့မသိလို့မဖြစ်မနေစာကြည့်ရယူစာကြည့်ပြီးမျက်လုံးကကိုက်ရှင်းတယ်နော်အကြောင်းကောင်းမှဟောဒီသလယရဏအတူတူပဲမျက်စိချင်းမတူနားချင်းမတူဟမ်သဘောပါသလားအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှသဘောပါသလားဒါအတိတ်ကပြုခဲ့တဲ့ကံအတိုင်းခင်ဗျားတို့ရလာမှာဒီခန္ဓာအဲ့ဒီခန္ဓာရတဲ့ထဲကနေအခုဒီဘဝမှာတဏှာဥပါဒံကံနေထမလို့ဘူးလားလောက်တော့ကာယကံဝစီကံမနောကံနေမပါဘူးလားအဲ့တော့လောက်တိုင်းကာယကံဝစီကံမနောကံကိုခင်ဗျားတို့ကျုပ်တို့မေးပါဦးမယ်အခုလာကြတဲ့ပုဂ္ဂိုလ်တွေကဘာဘာသာကိုယ်ွယ်သိကြပါနော်အိမ်မှာဖျားရှိလားရှိရင်မနဲ့လင်းလာအိယာထဒီနေ့တည့်ရက်သေးဒီနေ့မနဲ့အိယာထကလေးကရင်ခုချိန်ထိအိယာထတုန်းကငါဒီနေ့တနေကုန်လုံးသမျှကာယကံဝစီကံမနောကံမှာအာကုသို့ကင်းအောင်လုပ်မယ်လို့စိတ်ကူးပြီးဒိဋ္ဌံပြီးထလာတဲ့လူဘယ်နှယောက်ပါလဲဟမ်ငါဒီနေ့လုံးသမျှကာယကံဝစီကံမနောကံမှာအာကုသို့အမှုမဖြစ်စေရဘူးလို့ပါလားဘယ်ဖះမှမရှိဘူးခင်ဗျားတို့သဘောပါလားဖះရဲ့တပည့်သားမှန်ရင်အဲ့ဒီစိတ်ကူအဲ့ဒီတတိအမြဲရှိနေရသဘောပါလားပြောသမျှကာယကံဝစီကံမနောကံလှုပ်သမျှအလုတ်တိုင်းကိုအာကုသို့ကင်းအောင်လုပ်ရမယ်ကုသို့ဖြစ်အောင်အဲ့ဒီလိုလုံနိုင်မှဒါမြတ်စွာဘုရားသာသနာထဲမှာနေတဲ့ပုဂ္ဂိုလ်ဗုဒ္ဓံပူဇိမ့်ပြီးနဲ့ကြိုက်မယ်ဗုဒ္ဓောမေတရဏံဗုဒ္ဓံတရဏံဗုဒ္ဓံပူဇေမိဓမ္မောမေတရဏံဓမ္မံတရဏံဓမ္မံသံဃောမေတရဏံသံဃံပူဇေမိဟုတ်ကလားအဲ့ဒီလိုဘုရားတရားသံဃာကိုတကယ်ကိုးကွယ်တကယ်စိကတကယ်ပူဇော်နေတဲ့ပုဂ္ဂိုလ်မှန်ရင်
ကာယကံမှုဝစီကံမှုမနောကံမှုကံ၃ပါးတိုင်းမှာသီလသမာဓိပညာနဲ့ပြည့်စုံအောင်ရှင်းသလားအဲ့ဒီအကြောင်းကောင်းမှအကျိုးကောင်းမှကျင့်တတ်သလားအဲ့တော့သံဃာတစ်ခွင်မှာအကြောင်းမကောင်းခဲ့လို့ဒကမာကြီးဘာဖြစ်တာအကျိုးမကောင်းတာပဲတရားပြပြီးတော့ဒကမာကြီးရေတဲ့အခုသင်ကိုယခုကဲ့သို့လာပြီးတော့ငါအလူခံပြီးတော့တရားဟောတာတခြားမဟုတ်ဘူးသင်ဟာငါရဲ့လွန်ခဲ့တဲ့၃ဘဝကအမေတော်ခဲ့တယ်ရှင်မကတ္တဗကြီးရဲ့ဘာတော်တော့အမေဘယ်ဘဝလွန်ခဲ့တဲ့၃ဘဝကအမေတော်ဘူးတဲ့ကျေးဇူးကိုအကြောင်းရှိလို့အကျိုးရှိတာဟုတ်ကဲ့လားအတိတ်ကကျေးဇူးလာဆက်တာသဘောပါရဲ့လားပါတယ်ဒိဋ္ဌကျေးဇူးကိုလာဆက်တာဒကမာကြီးလို့ပြောပြီးတော့ရှင်မကတ္တဗကြီးပြန်ကြွသွားတော့ဒီဒကမာကြီးကစိတ်ထဲမှာပီတိတွေဖြစ်ပြီးတော့ဒီကြီးကျယ်မြင့်မြတ်လာတဲ့အရှင်မြတ်ကြီးဟာငါရဲ့လွန်ခဲ့တဲ့၃ဘဝတုန်းကပါလေသားဖြစ်ခဲ့ဘူးပါလားသူကငါ့ကိုလာပြီးတော့မလုပ်တာကျေးဇူးဆက်တာကဲတင်တာပဲဒါကြောင့်ငါရဲ့ယုံညံ့တဲ့ဟောဒီမတန့်ရှင်းတဲ့ခွက်ကဝတန့်ရှင်းသလားမတန့်ရှင်းတဲ့ယုံညံ့တဲ့အစားအစာထမင်းကျိုးနဲ့ဗာနဲ့ပုံးရည်စီမပါစားမပါစီလဲမပါစားလဲမပါတဲ့ပုံးရည်ဟင်းကလေးကိုလာရောက်ဖုံးပေးရှာတဲ့သုံးဆောင်ရှာတဲ့ငါ့ကိုကဲတင်တာပဲဆိုပီတိစိတ်ကလေးဖြစ်ပြီးအဲ့ဒီညပဲညနေဆောင်တော့သိသွားတော့ဘယ်ရောက်သွားတော့ဆိုတော့ဒီဘဝတော့သုတေမဏိသိသွားပြီသိတယ်ဆိုတာခန္ဓာဘယ်နှပါခန္ဓာ၅ပါးဆိုတာယုတ်တရားနဲ့ယုတ်ကတစ်ပါးနာငါ၄ပါးခန္ဓာဘယ်နှပါတော့အကျဉ်းချုပ်ရင်ယုတ်နဲ့အဲ့ဒီယုတ်နာ2ပါးစီဖြစ်ပြီးပြတ်တယ်ဆိုတာဟိုဘဝဒီဘဝကူးသလားကူးလို့ရသလားပြောင်းလို့ရသလားအခုလက်ရှိခန္ဓာကြီးကဒီမှာသိသွားတယ်အာသုဘခန္ဓာကြီးဆိုတော့ရုပ်တင်သေးတာလားနာငောသေးတာလားနာငါအိမ်ထဲမှာကြံနေတာ9ရက်ဟုတ်လားအဲ့လိုကြံလို့ရလားရုပ်တင်အာသုဘဖြစ်သွားတာတဲ့နာကဒီထဲတင်ဝဲနေတာရှိလားရုပ်တရားနဲ့ဖြစ်အတူဒီလိုသာမှတ်ထားဂရေသသိန်းနဲ့ဂရေ9000နဲ့လုံးမလို့ငါတို့လိုက်မမီဘူးနော်အရေးကြီးတာဒိဋ္ဌိပြုတ်သွားဖို့နော်အဘိဓမ္မာသဘောကဘယ်လိုပဲညာအဘိဓမ္မာတိုက်ရင်လည်းမင်းအဘိဓမ္မာလမ်းအဘိဓမ္မာသွားငါဒီမှာရက်ထဲဈေးတယ်တွေဟောနေတယ်ဟုတ်ပြီနော်ယုံ nant ခန္ဓာဆိုတာဖြစ်ပြီးရင်ယုတ်လည်းပြဲယုတ်ပြက်ပြီးနံကြံတယ်လို့နံပြက်ပြီးယုတ်ကြံတယ်လို့ဒီနံပဲပေါ်မီဖြစ်တာယုတ်ပေါ်မီဒီယုတ်ကရောခုခင်ဗျားတို့ယုတ်နဲ့နံအတူရှင်တွဲဖြစ်နေလို့ခင်ဗျားတို့မပုတ်မသိုးသေးတာနံမရှိရင်လည်းဒီယုတ်ကပုတ်သိုးသွားပြီပြည့်လိုက်ရပြီသဘောပါသလားတခါယုတ်ကြည့်ပဲရောနေလို့ရသလားနံကြီးပဲရောနေလို့ဒီယုတ်ကဒီနံကဘယ်ပေါ်မီဖြစ်တာယုတ်ပေါ်မီဖြစ်တာယုတ်ကလည်းဘယ်သူမီနေရတာရှင်းသလားအဲ့တော့ဒီယုတ်နံခန္ဓာကြီးရဲ့သဘောကဖြစ်ပြီးရင်ပြည့်နေလို့ဆိုဒီခန္ဓာဒီသူစင်းရဲမရဲ့ခန္ဓာကတော့ဒီမှာကျွေခဲ့ပြီဖြစ်ပြီးတော့ပြတ်သွားတယ်ဒါပေမဲ့သူ့ကိုအကျိုးပေးလိုက်တယ်နေမာနရတိနတ်ပြီဘယ်လဲလဲနေမာနရတိနတ်ပြီမှာနတ်သမီးတသိန်းအချမ်းရံရှိတဲ့နတ်သမီးသွားဖြစ်တယ်ဟုတ်ပလားဘယ်နတ်ပြီရောက်သွားတယ်နေမာနရတိနတ်ပြီဘယ်နှတတ်ရှိတော့စတုမာရေတာဝရိသာယာမတုတ်တိသာနေမာနရတိဘယ်အထက်ရောက်9ဓာတ်မြောက်ရောက်နေတာတရားမင်းကဘယ်အထက်မှနေတာဝရိသာမထာတရားမင်းဘယ်မှာနေလူပြည်ရဲ့အထက်မှာစတုမာရေနတ်ပြည်ရှိတယ်စတုမာရေနတ်ပြည်ရဲ့အထက်မှာတာဝရိသာအခုပြောက်သွားတာနတ်ပြည်ဘယ်နှထပ်တယ်9ဓာတ်မြောက်ရောက်သွားတာဆိုတော့တရားမင်းထက်မြင်းနေတော့တရားရှာမတွေ့ဘူး
တရားမင်းကဒီကမာကြီးတော့သေသွားပြီတဲ့ဘယ်ရောက်ဘူးလဲသူငရဲပြီကြည့်လို့ရတယ်ငရဲသလိษံပြိတ္တာသူတကယ်ပဲလေးပုံကြည့်တယ်မတွေ့ဘူးသတုမာရိနပြင်သူသိတယ်မတွေ့ဘူးအဲ့တော့သူ့တကောင်စင်းသူပြန်ကြည့်မတ်လ14ရက်နေ့ကောက်နော်သဘောပါသလားအဲ့တကောင်စင်းနဲ့ပါအောင်လည်းလုပ်ကြအောင်အဲ့တော့တကောင်စင်းနဲ့ကြည့်တော့သူ့တကောင်စင်းနဲ့ဝင်မလာဘူးဟုတ်ပလားရဲ့အဲ့တော့ तू ရှာလို့မတွေ့ဘူးအထက်နတ်ပြည် तू သွားစစ်လို့မရဘူး तू အာနာမပိုင်သဘောပါလားအထက်ဆိုတော့ပြန်မမေးရဘူးလေအဲ့ဒါနဲ့ဘယ်ပြန်လာတော့ဆိုတော့မြတ်စွာဘုရားစီပြန်လာအရှင်ဘုရားတဲ့မနဲ့ကထမင်းကျိုးနဲ့ပုံးရည်လှူသွားခဲ့တဲ့ဟိုနွမ်းပါတဲ့ဒကမာကြီးသေပြီတဲ့ဘယ်ရောက်သွားပြီတော့တဲ့ဟာတရားကံအတိုင်းကျိုးပေးတာပေါ့ကွာဘာတိုင်းတကယ်ကဒီဒကမာကြီးဘယ်သွားတော့မှာဒဲအိုးသွားမှာသူ့ရဲ့အကြောင်းကံရဘယ်သွားမှာအခုဘယ်သူကကယ်လိုက်တာရှင်မာကသဗ္ဗကြီးကလာပြီးတော့အာသန္နကံလေးပြောင်းပေးတာဘာလေးပြောင်းပေးတာခုခင်ဗျားတို့သေကံနီးကြရင်ဂရုကံဆိုတာရှိတယ်အခုအာဟုသို့အရာပြောတော့အမိတတ္တကံအဖတတ္တကံဘုရားသွေးစိမ်တရားသွဲလုပ်တဲ့ကံယဟနာသွေးတတ္တကံတန်ခါသင်္ခဲတဲ့ကံမရှိဘူးလားအဲ့ဒီကံ၅ပါးကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ကတော့သေချာတယ်ပြင်လို့မရဘူးဘယ်သွားမလို့အဲ့လိုကြီးမားတဲ့ကံမဟုတ်ရင်အာစိဏကံကိုတော်ကောင်းတို့နေ့စဉ်တရားပွားများပါတရားအထုတ်ပါမပြောဘူးလားအဲ့ဒါအာစိဏကံအာစိဏကံအားကောင်းနေတဲ့ပုဂ္ဂိုလ်ကြတော့သေကံဤကိုယုံနံကိုယုတ်ကိုနံကိုခန္ဓာကိုဝိပဿနာရှုပြီးသေလို့ရမရအေးအမြဲတမ်းဗုဒ္ဓနုတ္တိပွားများနေတဲ့လူကလည်းဗုဒ္ဓနုတ္တိကုသိုလ်အာယုံပြုပြီးသေလို့မရဘူးလားအဲ့ဒါအာစိဏကံဟုတ်ပြီနော်အဲ့ဒါလိုမှမဟုတ်ရင်ဟိုဘက်ကကထတာဆိုတာခမရတို့ဘဝများစွာကတန်တရားကပြုလာတဲ့ကံတွေအခုဒီဓမ္မကြီးကိုငရဲအကျိုးပေးမယ်ဆိုတာတန်တရားကပြုလာခဲ့တဲ့ကံဒီကံအကျိုးပေးမှာကိုအခုအာသန္နကံနဲ့ပြင်လိုက်ဘာနဲ့ပြင်လိုက်တာအာသန္နကံဆိုတာသေကံဤမှာပြောင်းလိုက်တဲ့အာယုဗါတယ်ပြောင်းလိုက်တဲ့အာယုဒီမှာရှင်မာကသဗ္ဗကသူ့မျိုးမို့လို့လာကယ်မဲ့လူရှိတယ်နင်တို့မျိုးဘယ်သူရှိတော့ဘောပါလားအဲ့တော့ဘယ်ဘုန်းကြီးလာကယ်မလို့ကယ်လို့ရမလားကယ်မဲ့ဘုန်းကြီးရောအစဉ်သင်းရှိလားစာချုပ်ချုပ်ထားလို့ရလားခင်ဗျားတို့သေကံဤအဲ့ဘုန်းကြီးကလာမယ်လို့ပြောလို့သဘောပါလားဒကာကြီးတယောက်ရှိတယ်ဦးဇင်းဟိုရိတ်သားကြီးမှာနေတော့ကသင်္ကန်းဝခါစားတဝါသူကအဲ့ဒီမှာတရားနာပြီးတော့အရှင်ဘုရားတရားတပည့်တော်တို့တဝါဆိုတာဥဒ္ဓမင်္ဂလာစဟောငါသာရှိသေးတယ်အဲ့ဒီမှာအဲ့ဒီဒကာကြီးကတရားနာပြီးတော့အရှင်ဘုရားတဲ့တပည့်တော်သေနည်းသင်ပေးပါသူသင်ပေးတယ်သင်ပေးပြီးတော့ရှင်ဘုရားဘယ်နှဝါရှိပြီတော့ကျုပ်တဝါပဲရှိသေးတယ်ဒါဆိုသူအိမ်လိုက်ခဲ့တဲ့ရန်ကုန်ပြန်မယ်ဘာကိစ္စတော့ဆိုတော့တပည့်တော်ကသေတော့မှတဲ့ကင်ဆာဖြစ်နေတာအလွန်ဆုံးနေရင်6လပဲတဲ့အဲ့6လအိမ်မှာနေပြီးပါတဲ့သေကံဤတရားဟောပေးမဲ့လူရှောင်လို့ဟဲ့ကျုပ်ကဘာထင်နေလို့တော့ဘယ်တော့မှကျုပ်တယောက်တည်းအတွက်အလုံးမလုပ်ဘူးရှင်းလားဒါသာသနာအတွက်လာတာရှင်ဘုရားတဲ့တပည့်တော်ဘယ်လောက်လူပါဘယ်ရွလူပါမလေးသူပြောတာတွေတော့စုံလို့ပေါ့လေနောက်သူရီရှာတယ်ရှင်ဘုရားဒီလိုစိတ်ဓာတ်မရှိဘူးဆိုတာသိတယ်တဲ့ကိုယ်လေးတော့ပေးပါဆိုတော့မှသေကံဤနှလုံးသွင်းဖို့ကိုယ်လေးတကိုယ်ပေးလိုက်အဲ့ဒါနဲ့ပဲသူသေသွားပဲနောက်ပြန်လာတော့သူမိသားစုလာပြီးတော့ရှောက်ထားပါအဲ့တော့သေကံဤအဲ့ဒါလို့အယံသင်းဖြစ်အောင်ဒီဆရာတော်ကဲပါဟိုဆရာတော်ကဲပါလှုပ်ထားလို့ရမလားအခုခမည်းတော်ကအာသန္နကံပြောင်းပေးမဲ့ပုဂ္ဂိုလ်မရှိရင်အာစိဏကံအာကိုရဘာအာကိုရမလဲအာစိဏကံဆိုတာကိုအမြဲလေ့ကျင့်ပွားများအားထုတ်ထားတာမရှိရင်ပြင်လို့ရမလားအခုဒီမှာသေချာနေပြီဒကမာကြီးပြင်တာမပြင်နိုင်ရင်ပဲသွားမှာအခုတော့ရှင်မာကသဗ္ဗကြီးကသိတဲ့ပုဂ္ဂိုလ်နောက်အကြောင်းအကျိုးဆက်ကလည်းရှိနေတော့သူ့ရဲ့သုံးဘဝကမိခင်တော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်မို့လို့လာပြီးတော့အာဓမ္မဒီထမင်းကျိုးဆွမ်းခံစားပြီးတော့ဖုံးပေးပြလိုက်တဲ့ကုသိုလ်ရှိတော့ဒီဒကမာကြီးပဲရောက်သွားဘယ်နှပ်ပြီနေမာနရတိသူ့ထက်မှာပရဏိမိတဝတ္တဝရီတပြီပဲကြံတော့တယ်ရှင်းတယ်နော်အလွန်ကြီးကျယ်တဲ့စည်းစိမ်ပိုင်ရှင်ဖြစ်သွားတယ်အဲ့ဒါမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတရားတဲ့ကံအတိုင်းသွားပြီဘာအတိုင်းသွားလဲအဲ့ဒါတပည့်တော်ရှာမတွေ့လို့ဘုရားတဲ့ဘယ်ရောက်နေတယ်လဲဆိုတော့ဘယ်ရောက်နေမာနရတိနတ်ပြည်မယ်ဆိုတော့ဒကမာကြီးကဟိုကကိုရောင်ကိုဝါတွေတောက်ပစွာနဲ့တခါတည်း
Tathain or Nathami Chayana to Myaswabia Shimogu, Nyajama Sena. The Jaji do Taminjo do Redagama, Bayauga. Neyman Nadi Shenalai. And a 2 Jesu or 2 G or 2 Bajones or Shema Gadaba Jesus or Shema Gadaba or Shoutabu, lie in it. Yasabiana do Shema Gadaba Shimoma, 2 ye kudu, 2 you get a Taminjo Kudu, 2 go get in like the Tanga Go Jesu. Bajo Bago Jesu. And a Piago, Diago, Tanga Go, the Jame Shema and Shoutavido, Yaswa Piashin Goro Miajiga. Any Tegamaji shout Tajetigo, Amiata Tawari, Tibu, Pian Bido, de ya, Hall. How we know? Tiro, a name ya lovely Dana Be, so we boss Anilu. Davin to Romondo Kudo Kamu, Nazi and Pubo, Lu Amalua. Nazi and Pumatana, and they are Nima Pinyama Solo. Jinadala. Dimajiro, Shema Gadabaji, Jesu Jao, Diboku, Holly Natamiha. Tamanjo Gale Dubido. Now, Kunaga, Asama, Daika, Wimana, Tamanjo Lubido, Napi Yaudwade, Degama. Hope like. Any Degama, Ipian Lavi Shema Gadba shout, them Yaso Piaga, they are holy. They are horror, Napi Yaudwade Bogo Suro, Ganle Tete, Nyanle Tete, Tendo Kanabanaba, Miedalama Meula, Chibido. Tanya the Quema, Canane, Tanya Lenny, Chana Malasiam. Kana Maya Badisa. Tide Nyanga. Ho. Piantia Holy than a Piazu. To come in it. Tatawari Miazo, Dodaba. Tito. She don't lead on Tatawari, should not win. Hope like. You know, Mepule Mayaula. Nabio. Gaula. Alulu Yamla. Shema Gadabalo, getting Shemiolo. David, Budugo Budu Ago. Good I Nabi on Lulu or Miaula. Since I've seen no. Good I Nabi on Lulu or Miaula. Never Yauchingo. Budubo Mamudida. Cook Miaruma, neighbor Yauna in a John Sheila. Neighbor young nine, John Sheila. Vijala Yola Alo neighbor young nine, young nine. Aloma, a queen ye dandu. She de, 2 more, Namo, yo need a matine. Did he say a little Yawamla? Chana Luo. Singera Chana and Saila. May marry Yawamla. Huh? Or Gigi? Yawamla. The Jala. Yonino. Davi. But something that on a neighbor may are you. Below. Davi a coup. When Nizzy Yame Besane, the Lane. The Jala. Oh, my down you, Maso. Namero that had a Sam Pia. The Nangano, you are a Sambia, you are. Babiani Manomadi. And you up your body a light dome. No, Camaro by the Jogarum dome. No, Basambia, Babia. Have you a Bari Shido Bari Sambiano? Hello, Allo neighbor young nine, John Shibishi. Piezo, Mobiezo. I go Piata than Anamadula. Loop you go. Go Nale Mezagane, Hora de Bogo. Nale Yejide. Pedagogo Bali or it so she go mat alone and part of a Bazimro. The Bobarino. Cucumero Nale, Bazagane, de Ahora de Bogo, Shibishi. Hobby, town that now. Tijarino? Gauna Loyin? Magauna Loyin? Yonala?
အခုသမင်းကျိုးလေးအနေငယ်မြလူတာနဲ့နေမာတတိနတ်ပြည်လဲရောက်တယ်မက်ဖို့နိဗ္ဗာန်လဲအကျိုးပေးနိုင်မပေးနိုင်ဒါဖြင့်ကုသိုလ်ကောင်းမှုဆိုတာလှုပ်ထိုက်မလှုပ်ထိုက်လှုပ်သင့်မလှုပ်သင့်ကောင်းမှုမပါဘဲနဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာဒါကြောင့်ဒါနသီပင်လျင်ပဲနိဗ္ဗာန်ကိုရောက်နိုင်မရောက်နိုင်မဲ့ညာကိုရနိုင်မရနိုင်နိဗ္ဗာန်ကိုရောက်နိုင်မရောက်နိုင်ကျင့်သလားဒါဖြင့်ရောက်နိုင်အောင်ကြိုးစားဖို့လိုအပ်မလို့ဒါဖြင့်အားလုံးမှာနိဗ္ဗာန်ရနိုင်တဲ့အခွင့်အရေးရှိတယ်ဒါဖြင့်အကုန်ရောက်ကြမှာလားဘယ်လိုလူရောက်မှာလဲအားထုတ်တဲ့လူမှအားမထုတ်ဖဲနဲ့တော့ကျင့်သလားရောက်နိုင်တဲ့အခွင့်အလမ်းချင်းတော့အတူတူပဲခင်ဗျားတို့ဘယ်သူမှမရောက်ဘူးခုဘုရားယရနာရှိမရှိဘုရားသည်လောကအကျိုးကိုဆောင်းနိုင်မဆောင်းနိုင်ယုံသလားယုံသလောက်ရောက်မယ်မှတ်ထားကိုယုံသလောက်ပဲရောက်မှာမဂ္ဂင်၈ပါးတရားသည်ချမ်းသာကိုပေးနိုင်မပေးနိုင်တရားနဲ့နေတဲ့ပုဂ္ဂိုလ်တရားနဲ့လျော်တဲ့ကာယကံဝစီကံမနောကံအားထုတ်နေတဲ့ပုဂ္ဂိုလ်သည်ပြစ္ဆုတ်ပန်တန်တရားချမ်းသာမှုရနိုင်မရနိုင်ယုံသလားဘယ်လောက်ချမ်းသာမလို့ယုံသလောက်ချမ်းသာမယ်ပြန်ပြောမှတ်ထားအလကားပြောနေတဲ့စကားမဟုတ်ဘူးနားထောင်ကောင်းအောင်ပြောနေတဲ့စကားမဟုတ်ဘူးနော်ဘယ်လောက်ချမ်းသာမလဲတရားပေါ်မှာယုံကြည်သလောက်ပဲချမ်းသာမယ်ရှင်းသလားတန်ခါသည်ခမည်းတော်အတွက်ကောင်းမှုစိုက်ပျိုးရလေယာမြေကောင်းဖြစ်မဖြစ်ဒါဖြင့်ကောင်းမှုတွေရနိုင်မရနိုင်ဘယ်လောက်ရယုံသလောက်ပဲရမယ်ကျင့်သလားသဘောပေါက်သလားသာသနာဘယ်မှာတည်ယုံကြည်သူရဲ့နှလုံးသားမှာတည်တယ်ပြန်ပြောဘုရားတရားသံဃာပေါ်မှာခမည်းတော်နှလုံးသားတွေကယုံသလောက်အကျိုးဘေးမှာရှင်းသလားဒါဖြင့်သာသနာဆိုတာအပြင်မှာတည်တာလားနှလုံးသားထဲမှာတည်တာဒါဖြင့်ခမည်းတော်အိမ်မှာဘုရားရှိသလားဒါဖြင့်ကိုယ်ထဲမှာရောရှိအောင်ဘု து စကားနာထောင်ခမည်းတော်အိမ်မှာတရားရှိသလားတရားယရနာရှိသလားရှိရင်အိမ်သားအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာတရားနဲ့လျော်ကြရဲ့လားဒါဟုတ်ဘူးလားတရားနဲ့လျော်အောင်ပြောဆိုဆက်ဆံကြသလားနိုင်တဲ့စီးနှင်းလုပ်နေကြသလားဆိုတာဘသူကိုဘသူဝေဖန်နိုင်တဲ့စီးနှင်းပြောနေကြတယ်တယောက်ထွက်သွားတယောက်အတင်းပြောတယ်ဆိုရင်အဲ့အိမ်မှာတရားကျင့်သလားဒါဖြင့်အကြောင်းကောင်းမှဘာဆောင်နိုင်ရတရားဆောင်နိုင်ကဲဒီဓမ္မကြီးကိုကဲသွားတာရှင်မကတ္တမကဲသွားတာလားတရားကဲသွားသူပြုတ်သွားတဲ့ကုသိုလ်တရားကုသိုလ်စိတ်ကုသိုလ်ကံတရားကကဲသွားတာဒါဖြင့်အခုလည်းခင်ဗျားတို့ကပုဂ္ဂိုလ်အားကိုးရမှာလားတရားအားကိုးရဒါဖြင့်သတိထားပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မလဲကိုကြည့်ခန္ဓာဘယ်နှပါးမြဲသလားမမြဲဘူးလားဒီထဲမှာမအုံမဲ့ပုဂ္ဂိုလ်မအုံအောင်တားစမ်းအဖေမေကိုတားခိုင်းဆရာသမားတားခိုင်းဖယားတားခိုင်းရမလားအိုချိန်တိုင်းရင်အခုနေတိုင်းခမည်းတော်ကိုမွေးပြီးကြတဲ့ကရင်အိုခြင်းတရားကချုပ်ကင်ထားတယ်သူ့လက်ကလွတ်ရလားအိုပြီးရင်နာမမပူးနဲ့အခုတော်တောင်နားကုန်ကြပြီသွေးတို့စီဂျိုနှလုံးဟုတ်ကလားကြောက်ကမနာသေးဘူးလားနာပြီးရင်တော့သိကြပြီအသေးမဥခင်အသေးမဥခင်ဒါဖြင့်သတိထားအဲ့တော့အခုဒီမှာဝိမာနဝတ္ထုမှာလာတဲ့ဝတ္ထုလေးထမင်းကြိုးလေးလှူယုံနဲ့နတ်ချမ်းသာရပြီးတော့နိဗ္ဗာန်မဲ့ဖို့ရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာယုံသလားဒါဖြင့်အခုခင်ဗျားတို့မှာကုသိုလ်ကောင်းမှုတွေအားထုတ်နိုင်စွမ်းဒါနတွေရောမလုပ်နိုင်ဘူးလားသီလတွေရောတရားဘာဝနာအားထုတ်နိုင်တဲ့အခွင့်အလမ်းရောဒါဖြင့်ဒီအခွင့်အရေးတွေလက်လွတ်ခံကြမလားရအောင်ယူကြမလားဒါဖြင့်စည်းစိမ်ဥစ္စာကအဓိကလားသီလသမာဓိပညာအဓိကလားယာဓုဂုံတိန်ကအဓိကလားယင်သီလသမာဓိပညာအဓိကလားဒါဖြင့်သီလသမာဓိပညာဘယ်မှာကိန်းအောင်ကိုယ်နှလုံးသားမှာကိန်းအောင်အားထုတ်နိုင်မှတရဏဂုံ၃ပါးကိန်းတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ရှင်းသလားဟဲ့တရဏဂုံမြဲတဲ့ပုဂ္ဂိုလ်မှဘယ်ရောက်မှာနိဗ္ဗာန်ရောက်မှာကျင့်သလားဒါဖြင့်သတိထားဘသူတရားပြက်ကိုမပြက်စေနဲ့ခန္ဓာဘယ်နှပါ
ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲတော့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလေရင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ်ဆာသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာဒုက္ခကလက်စသိမ့်နိုင်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲနားကြစို့